ဘာကြောင့်ဒီကဒါလေးကိုမြတ်စွာဘုရားဟောတော်မူတာတော့ဆိုတော့တန်ကိစ္စတာမဏေကိုအကြောင်းပြုပြီးတော့ဟောတာတဲ့မြတ်စွာဘုရားလက်ထက်ကစမ်းကြယ်တဲ့ဖြစ်ရစမ်းလေးတွေအကြောင်းကိုသိရတာလည်းပဲစိတ်ဝင်စားဖို့ရတမျိုးကောင်းတယ်လို့ထင်လို့ဒီအကြောင်းအရာလေးကိုရွေးချယ်ပြီးတော့ပြောဖြစ်တယ်နော်အဲ့ဒီတန်ကိစ္စဆိုတဲ့ဒီရှင်သာမဏေကအလွန်ထူးဆန်းတယ်လို့ပြောရသူ့ရဲ့အမေကတတိသမီးတယောက်ပဲအဲ့ဒါသူ့ကိုဝန်ဆောင်ထားပြီးတော့မွေးဖွားအံ့စေတဲ့အခါကာလမှာရုတ်တရက်ယောဂဖောက်ပြီးတော့အဲ့ဒီတတိသမီးကဆုံးတယ်ဆုံးတဲ့အခါကျတော့ဆွေတွေမျိုးတွေကအဲ့ဒီအလောင်းကောင်ကိုအဝတ်နဲ့ပတ်ပြီးတော့တင်းချိုင်းထုတ်ပြီးတော့မီးရှို့ရတာအဲ့လိုမီးရှို့တဲ့အခါကျတော့ကျန်တာတွေသာလောင်သွားတယ်ဒီတရေသားပြိတ္တိနေတဲ့နော်ဒီတအိမ်ကမီးမလောင်ဘူးတဲ့အံ့ဩစရာပဲအဲ့ဒါနဲ့လူတွေကမီးလောင်အောင်ဟဲ့ဆိုပြီးတော့တဇူဝါနဲ့အဲ့ဒီတငယ်အိမ်ကြီးကိုထိုးအဲ့ဒါမီးကြီးတွေနဲ့ဖုံးကြည့်ပြီးပြစ်ထားခဲ့တယ်အဲ့ဒါမနဲ့လင်းတဲ့အခါကျတော့သွားပြီးတော့ကြည့်တော့တငယ်အိမ်ကိုတော့လောင်ထားတယ်တဲ့ဒါပေမဲ့အဲ့ဒီသူတို့သားလေးကပြာပုံပေါ်မှာမီးကြီးခဲထဲမှာနော်အသားကလေးဝါဝါနဲ့ဒီတိုင်းပဲရှင်သန်နေတယ်ဒါပေမဲ့မျက်စိတောင်ဆုံးလေးမှာတော့တဇူဝါနဲ့ထိုးလို့အနှဲငယ်တန်ရာလေးရသွားတော့ရှည်တဲ့ဘာလို့သူကဒီလိုထူးထူးဆန်းဆန်းကြီးဖြစ်ရတယ်လေဘာကြောင့်မသေးရတယ်လဲဆိုတော့ဓမ္မပဒထက္ကရာထဲမှာအကြောင်းပြထားတာကဒီဘဝယဟန္တာမုတ်ချဖြစ်မဲ့ပုဂ္ဂိုလ်ကိုပစ္စည်းမဘဝိကသာလို့ခေါ်တယ်နောက်ဆုံးဘဝပုဂ္ဂိုလ်ပေါ့နောက်ထပ်ဘဝဆက်เสียမရှိတော့ဘူးအဲ့လိုပစ္စည်းမဘဝိကသာများကိုဘလို့တတ်လို့မှမသေးဘူးတဲ့ယဟန္တာမဖြစ်မချင်းမသေးဘူးပေါ့ဒါကြောင့်မို့လို့ဘလို့အကြောင်းကြောင့်ပဲနော်အခြေအနေတွေဖြစ်ပေါ်နေစေကမို့သူ့ကိုတည်အောင်အဲ့ဒီအခြေအနေကမဖန်တီးနိုင်ဘူးပေါ့ဒါကြောင့်မလို့သူမတည်တာအဲ့ဒါနဲ့ဆွေတွေမျိုးတွေကအံလဲအံ့ဩတယ်ဝမ်းလဲဝမ်းသာတယ်ပေါ့ဒီကလေးကိုအိမ်ခေါ်လာထူးခြားတယ်ဆိုပြီးတော့ဒုက္ခဒုက္ခနော်လက္ခဏာဖတ်တတ်တဲ့ရှေးပြည့်အတိတ်နမိတ်တွေကိုပြောဟောတတ်တဲ့အခုခေတ်လို့ဆိုတော့ဘေးတင်ဆရာဆိုကြပါစို့မေးကြည့်တာပေါ့ဘာမှဖြစ်မလဲဒီကလေးကရန်ထူးဆန်းတယ်ပေါ့အဲ့တော့အဲ့ဒီရှေးပြည့်ကိုဟောတဲ့ဆရာကဘာဟောတော့ဆိုတော့ဒီကလေးကတဲ့လူပေါင်းမှာနေမယ်ဆိုရင်တော့သူ့ရဲ့ဆွေတွေမျိုးတွေအကုန်လုံးဆင်းရဲမွဲတေကြလိမ့်မယ်တဲ့တကယ်လို့ယဟန်ပြုမယ်ဆိုလို့ရှိရင်တော့ယဟန်အချမ်းရ900လောက်နဲ့လောကကြီးမှာတင့်တင့်တယ်တယ်လှည့်လည်ပြီးတော့နေလိမ့်မယ်အဲ့ဒါလို့အဟောပြောထွက်တဲ့အံ့ဩစရာပဲနော်ဒီပညာရက်တွေကလည်းပဲခက်တော့အခက်ကြီးလို့ဦးဇင်းကဆိုရင်တယ်အဲ့မြတ်စွာဘုရားကိုလည်းပဲအဲ့ဒါလို့ကြည့်ပြီးတော့ဟောတာတွေမရှိဘူးလားဒါကတချို့ကြတော့လည်းပဲဒီယုတ်ခန္ဓာကိုယ်ရဲ့အမှတ်အသားဒါကိုလက္ခဏာလို့ခေါ်တယ်အဲ့ဒီလက္ခဏာတွေကိုကြည့်ပြီးတော့ပြောကြတာအဲ့ဒီလက္ခဏာတွေကအကြောင်းမဲ့ရခဲ့တာမဟုတ်လက္ခဏာဆိုတာလက်ပေါ်မှာထင်နေတဲ့အရေးအကြောင်းတော့ကိုဆိုလိုတာမဟုတ်မျက်လုံးရဲ့ပုံသဏ္ဍာန်နှာခေါင်းရဲ့ပုံသဏ္ဍာန်မျက်နှာရဲ့ပုံသဏ္ဍာန်နှုတ်ခမ်းတော်ရဲ့ပုံသဏ္ဍာန်မြတ်စွာဘုရားဆိုလို့ရှိရင်မျက်လုံးကမွေးဖွားကစားနွားပေါက်စာလေးရဲ့မျက်လုံးလို့ဟုတ်လားမေးစေဆိုလို့ရှိရင်လာပြီးညမှာတားနေတဲ့လာကြီးကိုထက်ပိုင်းပိုင်းလိုက်အောက်ကတချမ်းစပ်ပိုင်းချမ်းမြတ်စွာဘုရားမေးစေတော့အဲ့တိုင်းရှိအဲ့ဒါလိုပဲလက်တော်တွေဆိုလို့ရှိရင်လက်မကလွဲလို့ကျန်တဲ့၄ချောင်းကလုံးဝတိကနေဖြတ်ထားတယ်လို့ညီးနေတယ်အရှိတုန်းကသူများအသက်ကိုတတ်ခဲ့ခြင်းမှာရှောင်ကျင်ခဲ့တဲ့အလေးလာများခဲ့လို့အဲ့ဒီလက္ခဏာကိုရအကြောင်းတရားများစွာကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားချက်တွေပေါ့အဲ့ဒီမြတ်စွာဘုရားရဲ့လက္ခဏာတော်ကြီးငယ်နဲ့ပတ်သက်ပြီးတော့သေသေးချာချာအသေးသေးသိကျင်နေဆိုရင်ပိုင်းတော်ဆိုတော်ဘုရားကြီးဟောတဲ့ဘုရားလက္ခဏာတွေနဲ့ပတ်သက်ပြီးတော့နာယူကြည့်လိုက်အရန်ကောင်းတယ်ဦးဇင်းစကိုင်းမာနေတော့ကလေတိုတွေကနေပြီးတော့အတန်လေးကြားတရားတန်အတန်လေးချိုးလိုက်တာနှလုံးစေဝမ်းကိုငြိမ်းအေးသွားတာပြောထားတဲ့အကြောင်းအရာလည်းပဲအတွေးခေါ်နဲ့ရှင်းပြီးတော့ခိမိလိုက်တာဘယ်ဆရာတော်များမှာလဲဘယ်ကိုတော်များမှာလဲငယ်ငယ်လေးလို့ထင်တာဦးဇင်းကနောက်ကြမှာသိရတယ်အဲ့ဒါပိုင်းလို့ဆရာကြီးဖြစ်နေနော်အတန်ကတော့အရန်ကိုချိုးတာပဲနာယူကြည့်ကြည့်ရဟုတ်လားအဲ့ဒါပြောချင်တာကဘာတော့ဒီတန်ကိစ္စသာမဏေဖြစ်လာမယ်ဒီတငယ်လေးကိုလက္ခဏာဖတ်လိုက်တော့
ယဟန်ပြည့်မယ်ဆိုရင်တော့900လောက်အချမ်းရံနဲ့တင်းတော့တင်းတယ်လှည့်လေရမယ်လူဘဝနဲ့နေမယ်ဆိုရင်တော့ဆွေ90မျိုး90ဆင်းရဲမွေးတေကြလိမ့်မယ်နော်မကြလိမ့်မယ်အဲ့တော့ဆွေတွေမျိုးတွေကပဲထားရင်မလို့ဟုတ်လားအဲ့ဒါနဲ့ဒီကလေး9နှစ်သားအရွယ်ရောက်တော့9နှစ်သားအရွယ်ရောက်တော့ဒီကလေးကသူ့အကြောင်းကိုသိတယ်အမေကိုမေးမှာပေါ့အဲ့ဒီမှာပြောပြတဲ့အခါကျတော့ဩဒီလောက်ကြီးမားတဲ့ဘေးကြီးကနေငါဟာမသိပဲနဲ့လွတ်ခဲ့တာအဲ့ဒီမှာတန်ဝေကရတယ်တန်ဝေကရတယ်ဆိုတာကလည်းပဲရစရာအကြောင်းရှိလို့ရတာပေါ့လေအဓိကတန်ဝေကရခြင်းရဲ့အဓိကအကြောင်းကတော့ပင်ကိုယ်ဓာတ်ခံကအရေးအကြီးဆုံးဖြစ်လိမ့်မလို့ထင်တာပဲပင်ကိုယ်ဓာတ်ခံညံ့ဖြစ်ကြတဲ့ပုံကိုယ်တွေကတော့တန်ဝေကရစရာအကြောင်းတွေဘလောက်တွေ့တန်ဝေကရတယ်လို့မရှိဘူးရလဲခဏဦးဇင်းတို့လိုတရားတော်မတို့လိုနေမှာပေါ့မရဘူးတော့မရှိဘူးရတယ်ရပြီးပျောက်ပဲဟုတ်တယ်မဟုတ်လားရတော့ရလိုက်တာပဲရပြီးတော့ဘယ်ချိန်ပြောက်တော့မှတော့မသိဘူးတဝေကရပြီးတော့မစွဲပဲဖြစ်နေအဲ့တော့ဒီမှာကိုရင်ဖြစ်လာမဲ့ဒီလူလင်လေးကဒီတငယ်လေးကတဝေကရပြီးတော့သူ့ကိုရှင်ပြုခိုင်းတယ်အဲ့ဒါကိုရင်လေးဝတ်ပေးလိုက်တော့ရှင်သာတိပုတ္တရာရဲ့ထံမှာသူကိုရင်ဝတ်တယ်တထေးမျိုးတွေကိုအဲ့ဒီမှာကိုရင်ဝတ်ပြီးဆိုတော့ရသော်ဘုရားလက်ထက်ကကိုရင်ဝတ်ပြီးပြီးယဟန်ခံပြီးဆိုရင်နောက်ဆံချတဲ့အချိန်မှာဒဇပင်စကကမ္မထမ်းဆိုတာကိုစီးပြန်ရတယ်အဲ့ဒါကိုအရင်သင်ပေးရတယ်ဒဇပင်စကဆိုတာအရေးလျက်5ခုမြောက်ရှိတဲ့ကုဋ္ဌာတစံပင်ရဲ့မွေးညင်းရဲ့ခြေသီးလက်သီးရဲ့သွားရဲ့အရေးရဲ့ဒုက္ခဏကိုကြီးမှာဖုံးကွယ်ထားလို့မရတဲ့မြင်နေရတဲ့အရာ5မျိုးပေါ့နော်ဒီတိုင်းကိုပဲမြင်နေရတယ်စံပင်ရဲ့မွေးညင်းရဲ့ခြေသီးလက်သီးရဲ့သွားရဲ့အရေးရဲ့ဟုတ်လားအဲ့ဒါဒဇပင်စကခေါ်တယ်ပါရမီထူးခဲ့တဲ့ပုဂ္ဂိုလ်တွေဟာရှေးဘဝကမြင့်မြတ်တဲ့ဒီလုပ်ငန်းစဉ်တွေကိုတော့ထိရောက်အောင်ကြိုးစားအထောက်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီဒဇပင်စကကမ္မထံကိုစီးပြန်လိုက်တာနဲ့ကရုံးလေးတုံးပြီးတော့တခါတည်းအာတော်လေးကုံသွားတာဆိုတာရှိရဲ့အဲ့လိုထူးခဲ့တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒီထူးခဲ့တဲ့ပုဂ္ဂိုလ်အများကြီးတွေကဒီတန်ခိစ္စဆိုတဲ့တာမဏေဟာတပါးအပါဝင်ဖြစ်တယ်မျက်စိလေးမှာတောင်စုံလေးမှာဒဏ်ရာလေးရှိလို့သူ့ကိုတန်ခိစ္စလို့နာမည်ပေးတာတဲ့ဟုတ်လားအဲ့ဒါနဲ့ဒီကိုရင်ဝိမယ်လို့ဆန်ချလိုက်တာနဲ့ပဲသူ့ဟာကတရားလူတရားမြတ်ကရပြီးသားဖြစ်နေတယ်အလွန်ထူးခြားတယ်ပေါ့အဲ့လိုနဲ့ဦးဇင်းတို့ဒီနေ့မှာဘာဖြစ်လာလဲဆိုတော့ယဟန်တော်အပါ30လောက်ကြီးမှယဟန်ပြုလာကြတာဖြစ်တဲ့အတွက်ကြောင့်ဂန္ထဒူရစာပေသင်ယူတဲ့အလုပ်ကိုတော့တို့မစွမ်းဆောင်နိုင်တော့ဘူးဒါကြောင့်မို့လို့ဝိပဿနာဒူရကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ရှုမှတ်ဆင်ခြင်ပွားများတဲ့အလုပ်လို့ဆိုတဲ့ဒီဝိပဿနာဒူရကိုပဲတို့ဆောင်ရွက်တော့မယ်ကြိုးစားတော့မယ်လို့ဆုံးဖြတ်ပြီးတော့မြတ်စွာဘုရားရဲ့ထံကနေကမ္မထံတရားများယူပြီးတော့စိတ်ဉာဏ်ရကိုချင်းကပ်ပြီးတော့ထိထိရောက်ရောက်ဖြစ်အောင်ကြိုးစားကြမယ်ဆိုပြီးတော့တပိတလုံးသင်္ကန်း3တယ်နဲ့ထွက်ကြမယ်ဆိုပြီးတော့မြတ်စွာဘုရားကိုနှုတ်ဆက်ရှိခိုးကြတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကသူတို့ရဲ့ရှေ့ရေးကိုမြင်တော်မူတယ်တဲ့သူတို့ရဲ့ဆွမ်းခံလို့ရလာတဲ့အစာအာဟာရတွေကိုကပ်ရက်ပြီးတော့စားတဲ့စားခြင်းစားတက္ကကြီးတယောက်ဖြစ်လာလိမ့်မယ်ပြီးရင်အဲ့ဒီကပ္ပိယတက္ကကြီးကိုအကြောင်းပြုပြီးတော့သူတို့မှအလွန်ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုကြားရောက်လာစရာအကြောင်းရှိတယ်အဲ့ဒီဘေးအန္တရာယ်ကိုအကယ်၍သာကိုရင်တာကိစ္စကိုသာခေါ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကိုရင်ရဲ့အစွမ်းနဲ့အဲ့ဒီဘေးအန္တရာယ်တွေကိုလွန်မြောက်အောင်လုပ်နိုင်လိမ့်မယ်သူတို့ကြည်သာဆိုရင်တော့အဲ့ဒီဘေးကိုသူတို့လွန်မြောက်အောင်မလုပ်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကမြင်တော်မူတဲ့အတွက်ကြောင့်จิตသားတို့တဲ့သင်တို့သွားမယ်ဆိုလို့ရှိရင်သင်တို့ရဲ့နောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကြီးကိုဝင်ရောက်ပြီးတော့ရှိခိုးဥချနှုတ်ဆက်သွားကြအောင်လို့အဲ့လိုမြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒါကြောင့်မလို့ယဟန်တော်ပါ30ရှင်သာရိပုတ္တရာကြီးကိုရောက်ကြရှင်သာရိပုတ္တရာကြီးရောက်လို့ရှိခိုးဥချနှုတ်ဆက်ပြီးတော့သွားတော့မယ်ဆိုတော့ရှင်သာရိပုတ္တရာကအရှင်တို့တဲ့အဲ့လိုသင်တို့သွားမယ်ဆိုလို့ရှိရင်သင်တို့ရဲ့ဝိကြီးဝငယ်ကိုဆောင်ရွက်ဖို့အတွက်ဟောဒီတန်ခိစ္စဆိုတဲ့တာမဏေကိုသင်တို့ခေါ်သွားကြအဲ့တော့ယဟန်တော်တွေကအလိုမရှိရှင်ဗျာတဲ့ကိုရင်လေးခေါ်သွားတယ်ဆိုရင်သူ့ကြောင့်တပြည့်တော့ဝန်တော့ဝဖြစ်တာပဲအဖတ်တင်မေတဲ့မလိုအပ်ပါဘူးဒါကြောင့်ခေါ်ပါရစေတဲ့
သူ့ကြောင့်တင်တို့ဝန်တုံးဖို့ဖြစ်စရာအကြောင်းမရှိဘူးတဲ့တင်တို့ကြောင့်သာလည်းသူ့မှာဝန်တုံးဖို့ဖြစ်စရာအကြောင်းရှိတယ်တဲ့ဒီအကြောင်းအရာကိုမြင်တော်မူလို့မြတ်စွာဘုရားကတင်တို့ငါးစီကိုစေလွတ်ခဲ့တာဒါကြောင့်မလို့ဒီကိုရင်ကိုခေါ်မသာခေါ်သွားကြလို့ထည့်လိုက်တယ်အဲ့ဒါနဲ့ယဟန်တို့တွေကကိုရင်လေးကိုခေါ်သွားတယ်ဒီလိုနဲ့ဦးဇင်းတို့ရွာကြီးတရားကိုအမိပြုတ်ပြီးတော့သတင်းသုံးကြတာပေါ့အဲ့ဒါဝါတွင်ကာလရောက်ပြီဆိုတော့မထေကြီးကနောက်လိုက်တန်ခါတွေကိုတို့ဟာစာဝိနည်းအစဉ်မပြေလို့ယဟန်ပြုလာခဲ့ကြတာမဟုတ်ဘူးတန်တရားဝဆင်းကလွန်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုခဲ့ကြတာဒါကြောင့်မလို့တို့အတွက်မိမိရော့ရော့နေခြင်းကမသင့်တော့ဘူးတဏှာထဲမှာနှစ်ပါးအတူမနေကြကြီးအကြောင်းတူကြီးငယ်မရှိလို့ရှိရင်စကားမပြောကြကြီးအဲ့ဒီဂတိကုတ်တိယူပြီးတော့တကယ်လို့အရေးအကြောင်းတစုံတရာကြုံလာမယ်ဆိုရင်တော့ကြောက်စီကိုထိုးပြီးတော့စုဝေးကြရမယ်လို့ဟိုတနေ့ကမာတိကမာတာဝတ္ထုမှာပြောတဲ့အတိုင်းပေါ့လေအဲ့ဒီယဟန်တော်ရှင်မြတ်တရားအဲ့ဒီဂတိကုတ်နဲ့နေကြတာသတင်းသုံးကြတာအဲ့လိုနဲ့ဒီနေ့တော့ရွာနေဆွမ်းခံပြန်လာပြီးတော့ညစ်ကမ်းဘေးတဲတောင်ပြင်ပေါ်မှာထိုင်ပြီးတော့ဆွမ်းဖုံးပေးကြတာအဲ့ဒီအချိန်မှာတက္ကကြီးတယောက်ရောက်လာတယ်အဲ့ဒီတက္ကကြီးကသူ့ရဲ့ဇနီးမယားတက္ကမကြီးဆုံးသွားတာလဲကြာပြီသမီးတွေနဲ့အမိပြုပြီးတော့နေရတာအဲ့ဒါသားသမီးတွေကလည်းသိပြီးတော့အစဉ်ပြေဟန်မတူဘူးသူ့ပေါ်မှာတွင်ထွေထွေလည်းရှိဟန်မတူဘူးဒါကြောင့်ဟိုသားသမီးအိမ်ရောက်လိုက်ဒီသားသမီးအိမ်ရောက်လိုက်ဘယ်မှအခြေတကျမရှိဘူးဘယ်နေရာမှလည်းအစဉ်ပြေလှကြည့်လို့မရှိဘူးအဲ့ဒါနဲ့ယဟန်တော်တွေကိုတွေ့တဲ့အခါကျတော့ယဟန်တော်တွေကသူ့ကြည့်ရတာဆာလောင်မှုသိနေပုံရတယ်ဆိုတော့တနာတဲ့အတွက်ကြောင့်တခါကြီးဖက်ကလေးတစ်ဖက်ခူးခဲ့ဆိုတော့ဖက်ကလေးတစ်ဖက်ခူးပြီးတော့တတ်တရရဖြစ်အောင်တန့်ရှင်းပြီးဆိုတပားလေးရင်တဆုပ်စာနော်တပိတ်ထဲမှာဥရှင်တို့စွမ်းနေဟင်းနေပြီးသားရှိတာဟုတ်တပားတဆုပ်ဆိုတော့ယဟန်နေလည်းတွေ့လဲဘာမှယော့သွားတာမရှိဘူးသူ့တော်တော်အများကြီးဖြစ်သွားတာပေါ့အဲ့လိုပေးတာသူစားရတယ်အဲ့ဒါမြတ်စွာဘုရားလက်ထက်ကအဲ့ဒါဟာထုံနှန်းစင်လာတစ်ခုပဲတဲ့တကယ်လို့စာလမှုတက်တဲ့လူစားလို့တဲ့ပုဂ္ဂိုလ်ရောက်လာတယ်ဆိုရင်နော်ဟိုစားဖို့အဲ့လိုနေဖတ်ထားတာတွေကနေတစုပ်တစ်ဖွဲ့ပေးရတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီတကကြီးကအဲ့ဒါကိုစားပြီးတော့ဗာစဉ်းစားလိုက်ဆိုတော့စွန့်ရင်းနေလည်းကောင်းလိုက်တာအဲ့ဒါနဲ့အရှင်ဘုရားတို့တဲ့ဒီနေ့ထူးထူးခြားခြားဆွမ်းကတ်တာတွေဘာတွေကုသိုလ်ကောင်းမှုပြုတဲ့ပွဲတွေဘာတွေများရှိသလားမရှိပါဘူးတကကြီးဒါပုံမှန်ပဲဆိုတော့နေ့တိုင်းဒီလိုပဲရသလားဗျာနေ့တိုင်းပဲဒီလိုရတယ်အဲ့တော့သူဘာစဉ်းစားလို့ဆိုတော့ငါတဲ့တနေ့ကုန်ပင်ပင်ပန်းပန်းကြီးလောက်ကင်တာတော့ငါမှဒီလိုစားရတယ်လို့မရှိဘူးပေါ့အဲ့တော့ဘာဖြစ်လို့ငါသားသမီးတွေအိမ်မှာနေမလဲယဟန်တော်ရဲ့ဓမ္မဝကြီးဝင်းငယ်ပြုတ်ပြီးတော့ငါဒီလိုပဲချင်းချမ်းသာသာစားတော့ပြီးတော့နေရရင်ကောင်းမယ်ဆိုပြီးတော့ရှင်ဘုရားတို့ရဲ့ဓမ္မမှာဝကြီးဝင်းငယ်ပြုတ်ပြီးတော့နေပါရစေလို့တောင်းပန်တော့ယဟန်တော်တွေကလည်းခွင့်ပြုအဲ့ဒါနဲ့အဲ့ဒီတက္ကကြီးကကပိယအနေနဲ့ယဟန်တော်ရဲ့ဓမ္မမှာရှိနေတာပေါ့အဲ့ဒါဒီလိုနဲ့နေလာရင်းနဲ့2လ3လ2လလောက်ကြာတဲ့အခါကျတော့တက္ကကြီးကသူ့ရဲ့သမီးတွေကိုသတိရလာတယ်။သွားကြည့်ခြင်းနဲ့သားသမီးတွေကိုအမှတ်ရလာတယ်။ယဟန်တော်တွေကိုခွင့်တောင်းလို့ရှိရင်ခွင့်မလွတ်မှာစိုးလို့ဆိုပြီးတော့သူကယဟန်တော်တွေကိုခွင့်မတောင်းမဲနဲ့မသိအောင်တိတ်တိတ်ဆိတ်ထွက်သွားတာ။အဲ့လိုသွားလိုက်တဲ့အခါမှာလမ်းမှာဘာနဲ့တွေ့တော့ဆိုတော့ခိုးသားဓမြတွေနဲ့တွေ့တယ်။ကဆိုးကျင်တော့ခိုးသားဓမြတွေကလွန်ခဲ့တဲ့9ရက်လောက်ကစပြီးတော့သူတို့ကတိုက်ရခတ်ရလူကရေးရတာအဆင်မပြေတဲ့အတွက်ကြောင့်ဒီတောထဲမှာရှိတဲ့တောစိုးတစ်ပင်ကြီးတွေကိုသူတို့ရဲ့အယူဆပေါ့လေသူတို့ရဲ့လုပ်ငန်းကိုင်ကအစီအပြေအောင်စောင့်မတော်မူပါတကယ်လို့သာစောင့်မမယ်ဆိုလို့ရှိရင်လူတစ်ယောက်ကိုတတ်ပြီးတော့အဲ့ဒီလူရဲ့သွေးနဲ့ပူဇော်ပါမယ်လို့သူတို့ကလည်းဂရိကိုပြုတ်ပြီးတော့လူရှားနေတာအဲ့ဒီအချိန်မှာပဲသူကဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်သွားတာအဲ့တော့သူ့ကိုဖမ်းပြီးတော့ကျိုးတွေနဲ့တုပ်ပြီးတော့မိဘတွေဖိုးတစိုးတွေချွန်အဲ့တော့သူကကြောက်တယ်ဩဒီနားမှာသမင်တတ်ထားတာလည်းမရှိဝက်တွေတတ်ထားတာလည်းမရှိဘာလို့ဒီမိဘတွေကဖိုးထားတာတော့ဘာလို့ဒီတစိုးတွေကချွန်ထားတာတော့အဲ့ဒါနဲ့သူမေးတာပေါ့ဘာလို့ဒါတွေလောက်ထားတာတော့ဆိုတော့အဲ့ဒါမင်းကိုတတ်ပြီးတော့ရစ်ပူစော်မလို့ဆိုတော့မှသူအကြီးအကျယ်ကြောက်ရင်ထိတ်လန့်တုန်လှုပ်သွားတယ်အဲ့တော့သူကစဉ်းစားလဲဆိုတော့အဲ့လိုဆိုလို့ရှိရင်ငါရဲ့အသက်ကလွတ်အောင်တော့ငါရဲ့အသက်ဘေးကလွတ်အောင်တော့ငါလုံးဝဖြစ်မယ်အဲ့ဒါနဲ့ဘာပြောလို့ဆိုတော့အရှင်သားတို့တဲ့ကျွန်ုပ်လိုလူမျိုးကိုရစ်ပူစော်မယ်ဆိုရင်နတ်မင်းကြီးကတေချာပေါက်သဘောကျမှာမဟုတ်ဘူးတဲ့ဟောဆိုကျွန်ုပ်ကအလွန်မှဖုံးကန်နေတဲ့လူစားရတောက်စရာကိုမရှိလို့ယဟန်တော်ရဲ့ဓမ္မမှာနော်ကတ်ရက်ပြီးတော့စားနေရတဲ့လူတယောက်အဲ့တော့တကယ်လို့လားသင်တို့ရဲ့နတ်မင်းကြီးကိုသဘောကျစေခြင်းနဲ့ဆိုရင်ဟောတော်ထဲမှာမင်းမျိုးမင်းတွေကနေပြုတ်လာတဲ့မဟာစီမဟာသွေးတ
တကယ်ယဟန်တော်တွေရှိတယ်အပါ30တောင်ရှိတယ်ကြိုက်တဲ့ယဟန်ကိုသွားယူလို့ရတယ်အဲ့ဒါလိုလဲစီယုံလိုက်ရောအဲ့ဒီတခုလေးမြတွေကတခါတည်းသဘောကျတယ်ဟုတ်တာပေါ့အဲ့လိုဆိုရင်တို့ရဲ့နမင်းကြီးသဘောကျအောင်အဲ့လိုဆိုရင်အဲ့ဒီယဟန်တွေဘယ်မှာရှိလဲမင်းရှိရသွားဆိုပြီးတော့အဲ့ဒီဘေးအန္တရာယ်ကယဟန်တော်တွေစီကိုရောက်လာတယ်အဲ့တော့ရောက်လာပြီးတော့ယဟန်တော်တွေနဲ့တွေ့တဲ့အခါကျတော့သူကကြောက်စီထိုးလိုက်တော့လဲယဟန်တော်တွေကကြွလာကြတာဟုတ်အဲ့ဒါနဲ့ဘာကိစ္စရှိလဲဆိုတော့အရှင်ဘုရားတို့တွေကတပါးလိုက်ခဲ့ပါဘာလို့ရအောင်လဲဆိုတော့တတ်ပြီးတော့ရစ်ပူစောမလို့နော်ဒါတွေကနော်ထူးခြားစမ်းကြယ်တဲ့အလိအထတွေနဲ့နော်ကဘာအရရက်အသီးသီးမှာအယူဆအမျိုးမျိုးနဲ့ထွန်းကားနေတာတွေရှိခဲ့တာဟုတ်အဲ့လိုမျိုးပြောတဲ့အခါကျတော့ယဟန်တော်အကြီးဆုံးယဟန်ကလက်အောင်ငယ်သားတွေကိုမပြောလို့ဆိုငါရှင်တို့တဲ့ဘာမှစိုးရင်ကြောင်းကြမနေနဲ့ပေါ့တို့မှဖြစ်လာတဲ့တာဝန်ဟာအကြီးဆုံးဖြစ်တဲ့ငါရဲ့ပုံမှာအဓိကတာဝန်ရှိတယ်တဲ့ဒါကြောင့်ငါလိုက်သွားမယ်မင်းတို့အေးအေးဆေးဆေးတရားအထုတ်နေကြငါရှင်တို့အဲ့လိုပြောတဲ့အခါကျတော့ဒုတိယအကြီးဆုံးမထေရဒါမဖြစ်နိုင်ဘူးတဲ့နော်သူလိုက်သွားမယ်ပေါ့အကိုကြီးရဲ့ခေါင်းပေါ်မှာကြားလာတဲ့တာဝန်ဟာညီငယ်ပေါ်မှာတာဝန်ရှိတယ်ပေါ့ဟောသူတို့အပြောလေးတွေကအဲ့လိုအဲ့ဒါနဲ့တပါးပြီးတပါးသူလိုက်သွားမယ်လို့တောင်းပန်တဲ့လူကြီးပဲတဲ့အပါ30လုံးမင်းလိုက်သွားလို့ပြောမယ်လူတယောက်မှမရှိဘူးငါလိုက်သွားမယ်လို့ပြောတဲ့လူကြီးပဲတဲ့အံ့တော်အံ့ဩစရာပါပဲအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာအဲ့ဒီကိုရင်တန်ကိစ္စကလက်အုပ်ကြီးပြီးတော့အရှင်ဘုရားတို့ဘာမှစိုးရင်တော့မမူပါနဲ့သူလိုက်သွားမယ်ပေါ့အဲ့တော့မထေရကြီးကဘာပြောလို့ဆိုတော့တို့အပါ30လုံးသေရမယ်ဆိုရင်တော့မင်းကိုထည့်လို့တော့မဖြစ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မင်းဟာရှင်သာရိပုတ္တရာဆိုတဲ့တရားစစ်မှုကြီးရဲ့ကိုရင်ဖြစ်တယ်တပည့်ဖြစ်တယ်ဒါကြောင့်တင့်ကိုမင်းကိုတော့ထည့်လို့မရဘူးအဲ့ဒီမှာကိုရင်ကအကြောင်းစုံကိုပြောတာရှင်ဘုရားတို့တဲ့ဒီဘေးအန္တရာယ်ကိုမြင်တော်မူလို့မြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာကတပည့်တော်ကိုရှင်ဘုရားတို့နောက်ကိုထည့်လိုက်တာဒါကြောင့်ဒီဘေးအန္တရာယ်ကိုသူကလွယ်လွယ်ကူကူကြော်ဖြတ်လာခဲ့ပဲဘာမှမစိုးရိမ်နဲ့ဆိုတော့အဲ့ဒီမှာယဟန်တော်တွေကလည်းပဲယုံကြည်မှုရှိပြီးတော့အဲ့ဒီကိုရင်ကိုနော်လူစိုးတွေတခုတွေနောက်ကိုထည့်လိုက်တာတူတူပြောရမယ်ဆိုလို့ရှိရင်ဟိုလည်းရောက်ပြီးဆိုတော့ကိုရင်ကဇံဝင်စားပြီးတော့နေတယ်တဲ့အဲ့ဒါမိဘတွေပို့ထားတာမြင်တယ်တစိုးတွေချွန်ထားတာမြင်တယ်မျက်နှာပြက်တယ်ဆိုတာဘာမှမရှိအေးစစ်စစ်ပဲအဲ့ဒါနဲ့အကြီးဆုံးဖြစ်တဲ့ကိုမူကြီးကနော်ဒီကိုရင်ကိုနောက်ကနေပြီးတော့တန်လျက်နဲ့ခုတ်တယ်တဲ့တစ်ချက်တည်းနဲ့နော်သေအောင်ဆိုပြီးတော့ခုတ်တာပေါ့အဲ့လိုခုတ်လိုက်တဲ့အခါကျတော့တန်လျက်ကတခါတည်းခွေကျသွားတယ်ကိုရင်ကဘာမှမဖြစ်ဘူးငါခုတ်လိုက်တာတိတ်အရှင်မပြေလို့နဲ့တူတယ်ဆိုနောက်တစ်ချက်ထပ်ပြီးတော့ခုတ်တယ်အဲ့ဒီတိုင်းပဲဖြစ်သွားတယ်အဲ့တော့အဲ့ဒီကုသိုလ်ကြီးကစဉ်းစားနေတယ်ဩငါရဲ့တန်လျက်ဟာအခါတိုင်းဆိုလို့ရှိရင်အလွန်ကြီးမားတဲ့ကြောက်တုံးတွေနော်တစ်သားချောင်းအမာတွေတောင်တိကနေပြတ်သွားခုတ်နိုင်တယ်တကယ်စင်စစ်ဒီကိုရင်ဟာအရန်အစွမ်းရှိတဲ့ကိုရင်ပဲဖြစ်မယ်အသက်ရှိတဲ့ငါကသူ့ကျေးဇူးကိုမသိဘဲနဲ့အသက်မရှိတဲ့ဒီတန်လျက်ကသူ့ရဲ့ဂုဏ်ကျေးဇူးကိုသိတယ်လို့ရှိနေတယ်အဲ့ဒါနဲ့ကိုရင်ရဲ့ခြေရင်းကိုတန်လျက်ချပြီးတော့ဝတ်တယ်တဲ့အဲ့ဒီကိုသူကြီးကသူ့ရဲ့လက်တွေ့အရာအလွန်ထူးခြားတဲ့အဖြစ်အပျက်ကိုမြင်ရတာဟုတ်အဲ့ဒါနဲ့ကိုရင်ရဲ့မျက်နှာကိုလည်းကြည့်လိုက်တော့မျက်နှာကလည်းကြည်လင်းတန့်ရှင်းပြီးတော့ဘာမှမဖြစ်သလိုပါပဲအေးစီစီပဂရိအနေထားပေါ့ယဟန္တာဆိုမှတော့လေတာတိဂုံဆိုတာကပြည့်စုံနေတာလေတာတိဂုံဆိုတာကြားဦးတယ်နော်တာတိဂုံဆိုတာကပြောတာတော့ဒီတိုင်းပဲလို့ပြောတာတဲ့ကောင်းတာတွေ့လဲဒီတိုင်းပဲမကောင်းတာတွေ့လဲဒီတိုင်းပဲဘလို့အနေထားမျိုးတွေ့ပြောင်းလဲမှုမရှိဘူးဒီတိုင်းလေးပဲတဲ့ဒကာသမားတို့ဦးဇင်းတို့တွေကဥထုဇဉ်တွေဆိုတော့ဒီတိုင်းပဲကမဖြစ်နိုင်ဘူးပေါ့နော်ဟိုလိုတွေ့တော့တစ်မျိုးဒီလိုတွေ့တော့တစ်မျိုးဘယ်နှမျိုးလဲလို့ရေးထားမှဆိုရင်ရေးလို့တောင်းဆုံးမှာမဟုတ်အဲ့ဒါနဲ့ကိုရင်ကိုအဲ့ဒီခိုးသူကြီးကဂါထာလေးနဲ့နော်သူအံ့ဩတဲ့အကြောင်းအရာသူသိကျင်တဲ့အကြောင်းအရာကိုမေးတယ်ခိုးသားရမြကမင်းနိုင်မှမလားလို့လည်းပဲတန်တရားတော့မဝင်နဲ့သူကလည်းယဟန္တာဖြစ်မဲ့အနေထားရောက်နေတဲ့ပုဂ္ဂိုလ်ပဲဘောတန်တရားမှာအကြောင်းမျိုးကြောင့်အမျိုးမျိုးတရုပ်ဆောင်နေကြရပြီမယ်လို့အတွင်းထဲမှာဘလို့တက်ခံနေရှိတယ်ဆိုတာသိနိုင်ခဲ့တယ်မြင်နိုင်ခဲ့တယ်ပေါ့နော်အခြေအနေအကြောင်းကြောင့်ရသခိုးရမြဖြစ်နေပြီမယ်လို့မမြင်နိုင်တဲ့အကြောင်းတရားရာအထဲထဲမှာကိန်းနေတဲ့နောက်သူတော်ကောင်းတရားကိုသိနိုင်တဲ့အစွမ်းတွေကလည်းရှိနေသေးတာဒါကြောင့်ကိုဝင်းကျင်ကလူတွေကိုဝေဖန်ဖို့ဆိုတာက
တရားဓမ္မတို့အရင်တို့အနေနဲ့နော်ပြောရရင်မှန်မှန်ကန်ကန်မြင်ဖို့ဆိုတာသိမလွယ်ဘူးသူဘလို့ဘဝတွေကိုဖြတ်တန်းခဲ့ရတယ်ဆိုတာကိုမသိနိုင်ဘူးလေသူတို့သိနိုင်တယ်ဆိုရင်လည်းဒီဘဝတစ်ခုလောက်ပဲသိနိုင်မယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ကုလူကြီးကဘာပြောလို့ဆိုတော့သာသောတိနတ္တိနဗယံဘယံဝန္တောပတိတတိကတ္တမနာပရိဒေဝေတိဧဝရူပိမဟာဗယေတဲ့ဂါထာလေးရုပ်ပြီးတော့မေးတယ်ကိုရင်တဲ့ဧဝရူပိမဟာဗယေဒီလောက်ကြီးမားတဲ့ဘေးအန္တရာယ်ကြီးကြုံနေရတဲ့အခါကာလမှာတေသင့်အားတာတော့ထိတ်လန့်ခြင်းဒီနတ္တိမရှိဘယံကြောက်ရွံ့ခြင်းဒီနာနတ္တိမရှိဘူးတဲ့ကြည့်ရတာတဲ့မှာကြောက်ရွံ့တာတွေထိတ်လန့်တာတွေဘာမှမတွေ့ရဘူးဘေယံဝန္တောပတိတတိတဲ့တင့်ရဲ့မျက်နှာကပိုးပြီးတော့ကြည်လင်တန့်ရှင်းနေတယ်တဲ့ကတ္တမအဘဲကြောင့်နပရိဒေဝတိမငိုကြွေးပြီးတဲ့နေနော်ဒီလိုဘေးကြီးတွေနဲ့တွေ့ပြီဆိုရင်တော့လူတရားမှာတရားတော့ကဘာဖြစ်မလို့ငိုမှာပေါ့နော်ကိုကငိုဖို့နေနေတာလားမျက်နှာကကြည်လင်နေတဲ့တန့်ရှင်းနေတဲ့ကြောက်ရွံ့တဲ့သဘောထိတ်လန့်တဲ့သဘောတုန်လှုပ်တဲ့သဘောဘာမှမတွေ့ရအဲ့ဒါကြောင့်သူစိတ်ထဲမှာအံ့ဩလို့မေးတာအဲ့လိုမေးတဲ့အခါကျတော့ကိုရင်ကဂါထာနှစ်ပုဒ်နဲ့နော်တခိုးကိုပြန်ပြီးတော့ဖြေတယ်ပေါ့နတ္ထိစေတတိကံဒုက္ခအနပိက္ခတခာမနိအဘိက္ခံသောဘယံတပ္ပခိနတန်ယောဇနောဣတိဂာမဏိဆိုတာအဲ့ဒီတခိုးကြီးကိုခေါ်တဲ့စကားပေါ့လေခိုးမှုကြီးတဲ့ခိနတန်ယောဇနောဣတိတန်ယောဇဉ်တွေအကုန်လုံးကုန်နေတဲ့အတိတ်ကံသောဘယံတပ္ပအလုံးစုံသောကြောက်ရွံ့မှုတွေကိုကျော်လွှားပြီးသားဖြစ်တဲ့အနပိက္ခတကိုယ်နဲ့အသက်ကိုဘာမှငဲ့ကွက်မှုမရှိတဲ့ဣတိအဲ့လိုယဟနာပုဂ္ဂိုလ်တွေမှာစေတသိကံဒုက္ခစိတ်မှနှီးပြီးတော့ဖြစ်တဲ့ဆင်းရဲဆိုတာနတ္တိမရှိဘူးတဲ့ဒါလေးတွေကိုတရားဓမ္မတို့အရင်တို့တွေကနော်ကြည်ညိုတဲ့စိတ်အားကြတဲ့စိတ်နဲ့သိကျင်တဲ့စိတ်ကလေးဖြစ်တဲ့တယ်လို့ဆိုကျင်တယ်နော်ကိုယ်နဲ့အနှံဝေးပြီမလို့ရည်ရွယ်ချက်အနေနဲ့ပန်းနိုင်အနေနဲ့တော့ထားတဲ့တယ်ပေါ့ဟုတ်လားခိနတန်ယောဇနောတဲ့တန်ယောဇဉ်အနှောင်ဖွဲ့တွေအကုန်လုံးကုန်ပြီးသားမရှိတော့ဘူးဘာရဲ့ပုံမှာညှိကပ်တွေ့တာနေတာမရှိတော့ဘူးအတိတ်ကံတော့ဘယံတပ္ပံအလုံးစုံသောကြောက်ရွံ့မှုတွေကိုကျော်လွှားပြီးသားဖြစ်သွားပြီဘာကြောင့်မှကြောက်တယ်ဆိုတာမရှိဘူးအနပိက္ခတဘာကိုမှငဲ့ကွက်ထားတာလည်းမရှိဘူးတဲ့ရုပ်စွာအစုံကိုယ်နဲ့အသက်ကိုတောင်ငဲ့ကွက်တယ်လို့မရှိဘူးတဲ့ပြင်ပကအရာတွေကိုဆိုတာတော့မပြောတော့နဲ့ပေါ့နော်ကိုယ်ခန္ဓာနဲ့အသက်ကိုတောင်မှငဲ့ကွက်ထားတာမရှိဘူးတဲ့အဲ့လိုပုံကိုမျိုးမှာနတ္ထိစေတသိကံဒုက္ခနော်စိတ်ထဲမှာမှီးပြီးတော့ဖြစ်နေတဲ့ဆင်းရဲဆိုတာမရှိဘူးအဲ့ဒါဘာပြောအောင်ဆိုစိတ်မှာမှီးပြီးတော့ဖြစ်တဲ့ဆင်းရဲဆိုတာမရှိဘူးဆိုတာစိတ်ဆင်းရဲမှုမရှိဘူးလို့ပြောတာပါပဲဘာကြောင့်မှသူတို့မှာစိတ်ဆင်းရဲမှုဆိုတာမရှိဘူးတဲ့ခိနာယဘဝနိဋ္ဌိယဒိဋ္ဌဓမေယထာတထာနိဗ္ဗယံမရဏဟောတိဘာရဝရောပဏယထာတဲ့တရားလေးလည်းကောင်းတယ်ဘာပြောလို့ဆိုတော့ခိနာယဘဝနိဋ္ဌိယဘဝနိဋ္ဌိယဒုက္ခလို့ဆိုတဲ့ဘဝတွေကိုရောက်စေတတ်တဲ့ဘဝတွေကိုရောက်အောင်ဆွဲငင်တဲ့ကျိုးနဲ့တူတဲ့နော်တဏှာဆိုတဲ့တရားဟာခိနာယကုန်ခန်းပြီးသားဖြစ်သွားပြီတဲ့နော်တဏှာကိုဘဝတွေကိုရောက်အောင်ဆွဲယူတဲ့ကျိုးနဲ့တူတယ်လို့ပြောတယ်တဲ့ဒါကြောင့်သူ့ကိုဘဝနိဋ္ဌိယနော်ဘဝတွေကိုရောက်အောင်ဆွဲငင်တဲ့ကျိုးပေါ့အဲ့ဒါဘာကိုပြောတာလဲတဏှာကိုပြောတာတဲ့အဲ့ဒီတဏှာဟာခိနာယကုန်ခန်းပြီးသားဖြစ်သွားပြီနိဗ္ဗယံမရဏဟောတိဘာရဝရောပဏယထာဘာရဝရောပဏယထာဆိုတာကနော်ဝန်တို့မိုးကိုပြစ်ချလိုက်တယ်လို့လည်းဖြစ်သွားပြီတဲ့ဝန်တို့မိုးလို့သိတဲ့အခါမှာဝန်တို့မိုးကိုပြစ်ချလိုက်ပြီဆိုရင်အဲ့ဒီဝန်တို့မိုးကြီးဘာပဲဖြစ်နေနေသူနဲ့အဲ့ဒါကပတ်သက်မှုမရှိတော့ငါနဲ့ဘာမှဆိုင်တော့ဘူးလို့အမှန်ကန်လည်းသိပြီးတော့ပြစ်ချလိုက်ပြီးတော့သူဘာကြီးပဲဖြစ်လို့နေနေအဲ့ဒါသူပြစ်ချလိုက်တဲ့ဝန်တို့မိုးကြီးဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီဝန်တို့မိုးကြီးတစ်ခုခုဖြစ်လို့လည်းပဲသူ့မှာဘာပြဿနာမှမရှိဘူးဒါကြောင့်သူကဒီဂါထာလေးမရုပ်ခင်မှာပြောသေးတာရှိတယ်ယဟနာတွေအတွက်ခန္ဓာဆိုတာဝန်တို့မိုးကြီးပဲတဲ့ဒါကြောင့်ဒီဝန်တို့မိုးကြီးကြောက်သွားလို့ပဲဖြစ်ဖြစ်ပြက်သွားလို့ပဲဖြစ်ဖြစ်သူတို့မှာနှစ်သက်ခြင်းသာလည်းဖြစ်တယ်တဲ့ဒါကတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေအနေနဲ့နော်လောဘအခြေခံပြီးတော့မြင်မဲ့အမြင်နဲ့ကတော့နားလည်ဖို့တော်တော်ကိုမလွယ်တဲ့ကိစ္စနော်ဒီခန္ဓာကိုယ်ကြီးပျောက်သွားပြက်သွားသူတို့မှနှစ်သက်ခြင်းသာဖြစ်တယ်ဆိုတော့ဒါကဘာလဲဒုက္ခဆိုတဲ့အမြင်ရှိတဲ့အတွက်ကြောင့်နော်ဒါကြီးပျောက်သွားပြက်သွားလည်းပဲပြဿနာမရှိဘူးခုတရားဓမ္မတို့ဦးဇင်းတို့တွေကဒါဟုပဲဆွဲလန်းပြီးတော့ဒါဟုပဲနှစ်သက်ပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်နော်ဒါနဲ့ကွဲကွာတော့မယ်ဆိုရင်ကိုပဲအကြီးအကျယ်ထိတ်လန့်တုန်လှုပ်ရတယ်ပေါ့နော်
တော့ခန္ဓာကိုယ်ဆိုတာတော့မပြည့်ဖဲနေမှာမဟုတ်ဘူးလေပြက်လာတဲ့အချိန်မှာဒုက္ခရောက်မရောက်ဆိုတာကဒီခန္ဓာကိုယ်ရဲ့ပုံမှာဆွဲမဲ့မှုဘယ်လောက်ရှိမလဲမရှိဘူးလဲဆိုတာပုံမှာမူတည်ပြီးတော့ထွက်လာမဲ့အဖြေတစ်ခုပေါ့နော်ဆွဲမဲ့မှုကြီးရင်ကြီးသလောက်ဒုက္ခရောက်ကြရမှာပဲဆွဲမဲ့မှုနည်းရင်နည်းသလောက်ဒုက္ခနည်းကြရမှာမပြတ်ဖဲတော့နေမှာမဟုတ်တစ်ချိန်ကျရင်တော့ပြည့်ရလိမ့်မယ်သူ့အတွက်ကတော့ယဟန္တာတွေအတွက်ကတော့ခန္ဓာဆိုတာဝင်တို့မူကြီးဖြစ်တယ်တဲ့အဲ့ဒီဝင်တို့မူကြီးကိုလည်းပဲသူဟာချထားပြီးသားဖြစ်တဲ့အတွက်ကြောင့်နော်နိဗ္ဗာန်မရဏဟောတိတဲ့သိရမယ်ဆိုတဲ့အကြောင်းကြောင့်သူ့မှာဘေးဆိုတာကြောက်တယ်ဆိုတာမရှိဘူးတဲ့လောလောဆယ်မျက်မြင်အနေထားရဘလို့အနေထားမျိုးပဲဖြစ်လို့နေသိခြင်းတရားကိုသူကြောက်တယ်ဆိုတာမရှိဘူးလို့အဲ့လိုပြောတာအဲ့လိုပြောလိုက်တဲ့အခါကျတော့တခုကြီးကအိုးပြီးတော့သဘောကျတာပေါ့နားလေနိုင်စွမ်းလည်းရှိလို့ပေါ့လေအဲ့ဒါနဲ့သူ့ရဲ့လက်အောက်ငယ်သားတွေကိုငါကတော့ဒီကိုရင်ဒီမှာယဟန်ပြုတော့မယ်မင်းတို့လည်းမင်းတို့သဘောဆိုတော့ဆရာကြီးရဲ့လမ်းစဉ်ကိုပဲလိုက်နေကြဆိုတော့တပည့်တွေကလည်းပဲသူတို့လည်းပဲယဟန်ပြုကြမယ်ဆိုပြီးတော့သူတို့ရဲ့အဝတ်တွေကိုအကုန်လုံးတန်တရဲနဲ့ဖြတ်ပြီးတော့မြင်းနီတွေနဲ့ဆိုးပြီးတော့အဲ့ဒါကိုရင်ကသူတို့ကိုနော်ကိုရင်အသွင်တရားမျိုးယူသွားတာပေါ့အဲ့ဒါမြတ်စွာဘုရားဒီကိုခေါ်သွားတာဒါပေမဲ့မြတ်စွာဘုရားဒီကိုမသွားသေးခင်မှာသောတော်ကယဟန်တော်အပါ30တီကိုလည်းဝင်သွားသေးတာဝင်မသွားဘူးဆိုလို့ရှိရင်ကိုရင်သေးသလားမသိရှင်သလားမသိဆိုရင်သူတို့မှတရားအထောက်ရတဲ့အလို့နှောင့်ယှက်ဖြစ်မှာဆိုလို့အစသရမြင်တော်မူတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီယဟန်တော်တီကိုဝင်သွားပြီးတော့မှမြတ်စွာဘုရားဒီကိုခေါ်သွားတာဟိုကြတော့မြတ်စွာဘုရားကစိတ္တတန်ကိစ္စတဲ့မှာတပည့်တွေမင်းမှာတပည့်တွေရခဲ့သလားတပည့်တာဝကတွေရလာသလားမှတ်လားပါဗျာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီကိုးသားဘွားကဖြစ်လာတဲ့အဲ့ဒီယဟန်တော်တွေကိုအကြောင်းပြုပြီးတော့သောတော်ကဦးဇင်းတို့ပိဋကတ်ကိုပြောပြတဲ့ဂါထာလေးကိုအဲ့ဒီမှာဟောတာယောဇဝတ္တတတံဇီဝေဒုတ်တိလောအတ္တမဟိတောဧကဟံဇီဝိတာတေယောတိလဝန္တတဇာယိနောကိုချင်းတိလမရှိဘဲနဲ့စိတ်ရတည်ငြိမ်မှုကိုရအောင်မကြိုးစားဘဲနဲ့အနှစ်တရာလောက်အသက်ရှင်ရတယ်လို့ဆိုသေးကမို့ကိုချင်းတိလနဲ့ပြည့်စုံပြီးတော့အာရမဏုပဇံလက္ခဏုပဇံလို့ဆိုတဲ့ဇန်တစ်ပါးကိုဝင်စားပြီးတော့နေလေးရှိတဲ့ပုဂ္ဂိုလ်ရဲ့တရက်မြတ်ရှင်သန်ခြင်းကတာလွန်ပြီးတော့မြင့်မြတ်တယ်တဲ့တော့ဒီနေရာမှာအာရမဏုပဇံလက္ခဏုပဇံဆိုတာဘာပြောတာလဲဒါလေးတော့နည်းနည်းတော့နားလည်အောင်ပြောမှဖြစ်မယ်ဟုတ်လားအာရမဏုပဇံဆိုတာကကတိုင်းပရိကံကိုစီးပြန်လို့အာယုန်နမိတ်ကိုနော်ရှုပြီးတော့နေတဲ့သဘောဆိုရပါစို့ဦးဇင်းတို့ပထဝီကတိုင်းရှုတယ်ဆိုကြပါစို့မြေကြံလေးပြစ်ပြီးတော့အဲ့ဒါကိုဘေးကအဝိုင်းလေးတတ်တတ်မှတ်မှတ်လေးလုပ်ပြီးတော့အဲ့ဒါလေးကိုပဲကြည့်နေတာပထဝီဆိုပြီးကြည့်နေတယ်ဩရဒကတိုင်းလို့ပြောရင်လည်းပိုရှင်းပါတယ်ဖြူဆွတ်နေတာကိုလေးဆေးတုပ်ပြီးတော့အဲ့ဒါလေးကိုဘေးကကွတ်ထားဦးဇင်းတို့ပကံများတာလာလောက်လေမန်းပေါက်စလောက်ပေါ့အဲ့ဒါလေးရှေ့ချပြီးတော့အဲ့ဒီအဝိုင်းလေးကိုပဲကြည့်စိတ်ကိုအဲ့ဒီအဝိုင်းရဲ့အပြင်ဘက်ကိုမရောက်စေဘဲနဲ့အဲ့ဒါကိုပဲကြည့်မမိတ်သောမျက်စိနဲ့ကြည့်ဘယ်ဘုမှမရောက်စေနဲ့ရောက်သွားလဲဒီကိုပဲပြန်ကြည့်အဲ့ဒါကိုလေ့ကျင့်ဒီမှာများစွာလေ့ကျင့်များလာတဲ့အခါကျတော့မျက်စိမှိတ်ထားမယ်ဆိုရင်တော့အဲ့ဒီအဝိုင်းလေးကမျက်စိထဲမှာမြင်နေရတယ်အကြာကြီးလေ့ကျင့်တာဝင်ပြောနေဦးဇင်းတကလေးကားမောင်းပြီးတော့ကားစီးပြီးတော့သွားတယ်ကတ်တယ်လည်းရိတ်နဲ့ကိုယ့်အောက်ပြင်ဝင်းဝေးလာဆိုအဲ့ဒါကားပေါ်ဆင်းလဲအဲ့ဒါရိတ်နဲ့ထင်နေတော့မယ်လေဟုတ်တယ်မဟုတ်လားတခုကိုမြင်လိုက်တယ်ဆိုရင်အဲ့ဒါကြီးကတော်တော်နဲ့စိတ်ထဲမှာမပြောက်ဘူးအခါကျတော့မျက်စိမှိတ်ထားတဲ့အခါတော့မှအဲ့ဒီဥစ္စာကအဲ့ဒီပုံကမျက်စိစိတ်ထဲမှာမြင်နေရတယ်အဲ့ဒီမြင်ရပြီဆိုရင်အဲ့ဒါကိုပဲထပ်ပြီးတော့စိတ်ထဲကထပ်ပြီးတော့အာရုံပြုအဲ့ဒါကဆွဲမြဲပြီးတော့ဒါကိုပဲလုပ်နေမယ်ဆိုကြားလို့ရှိရင်အဲ့ဒါလေးကစိတ်ထဲမှာအယောင်လေးပါးတွေထွက်လာတယ်တဲ့စိတ်ဝင်စားရင်လုပ်ကြည့်ပေါ့နော်ဘာနဲ့တရားရမယ်ဆိုတာဘယ်သူမှပြောနိုင်ဘူးတော့ဒါသေချာဖို့တမာတိကိုတော့ရစီမှာပဲအဲ့ဒါစိတ်ထဲမှာအယောင်တွေထွက်လာပြီဆိုရင်တကယ်အယောင်ထွက်လာတဲ့အနေအထားမျိုးကိုရောက်နိုင်တယ်အဲ့ဒီမှာဦးဇင်းတို့ဇံရတယ်ဆိုတာဖြစ်နိုင်တယ်အဲ့ဒါအာရမဏုပဇံဆိုတာအဲ့ဒီအာယုံလေးကိုအဖန်ဖန်ဆင်ញင်ပြီးတော့ရှုပြီးတော့နေတာကိုအာရမဏုပဇံလို့ခေါ်တယ်။ဒါကြောင့်ဝင်လေထွက်လေကိုမှတ်လို့တချို့ဝင်လေထွက်လေကနမိတ်ထင်လာတာရှိတယ်။မိโกချောင်းလေးဝင်ထွက်နေတယ်လို့တုတ်ချောင်းလေးဝင်ထွက်နေတယ်လို့ထင်ရတာပေါ့နော်။အခုကြည့်ပါများတဲ့ခါကျတော့အဲ့ဒီဥစ္စာကနောက်တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီနမိတ်ကလေးကိုပဲကိုယ်ကြည့်နေတယ်အဲ့ဒီပုံသဏ္ဍာန်လေးကိုပဲကြည့်နေတယ်ပေါ့နမိတ်ဆိုတာပုံသဏ္ဍာန်သဘောမျိုးမြင်ရထင်ရတာလေးတစ်မျိုးမျိုးပေါ့အဲ့ဒါလေးကကြာတော့ဘာဖြစ်လာအောင်ဆိုတော့အယောင်ထွက်လာတယ်
အဲ့ဒါကိုအာရမဏုပဇံလို့ခေါ်တယ်လို့အကျဉ်းမြင်နားလည်ရအောင်နော်လက္ခဏုပဇံဆိုတာကအနိစ္စဒုက္ခအနတ္တကိုရှုပြီးတော့နေတာဖြစ်လာတဲ့တရားတွေရဲ့မတည်မြဲမှုအခုဒကာဓမ္မတို့သတိပဋ္ဌာန်တရားပွားများတယ်ဆိုတာအဲ့ဒီလက္ခဏုပဇံကိုဝင်စားနိုင်မှုတတိထားခြင်းတော့အနိစ္စဒုက္ခအနတ္တကိုသိမှာမဟုတ်ဘူးတတိထားတဲ့အလေးအကျင့်များလာပြီတတိအားကောင်းလာပြီဆိုတဲ့အခါကျတော့ဟောတမာရီရဲ့စွမ်းအားကြောင့်ကိုသိနေတဲ့အရာရဲ့မတည်မြဲမှုပျောက်ပြက်သွားမှုကိုတဖြည်းဖြည်းနဲ့ရှင်းမိလာမယ်နားလည်လာမယ်ပေါ့အဲ့ဒါဆိုရင်ဘာတော့အနိစ္စကိုသိတယ်အနိစ္စကိုသိရင်သိသလောက်ဘာဖြစ်လာလို့မှတည်မြဲမှုမရှိဘူးဆိုရင်ဘာဖြစ်လာလို့မှကောင်းတယ်လို့ပြောလို့မရတာတော့အမှန်ပဲဒီမှမတည်မြဲတဲ့အရာကိုအနှစ်သာရရှိတယ်လို့လည်းဘလို့မှပြောလို့မရဖြစ်ပြီးမရှိတော့ဘူးဘယ်ဥစ္စာလေးကိုအနှစ်သာရတွေနဲ့ကောက်ကန်ရမလဲအနိစ္စကိုသိလို့ရှိရင်ဒုက္ခနဲ့အနတ္တကိုသိဖို့ဆိုတာလွယ်ကူသွားတယ်ပေါ့အဲ့ဒါကိုဘာလို့ခေါ်တော့လက္ခဏုပဇံဟုတ်လားအဲ့ဒါလိုမျိုးကိုချင်းသီလကိုဖြူစင်အောင်ဆောင်ထင်းပြီးတော့အာရမဏုပဇံလက္ခဏုပဇံဇန်တစ်ပါးကိုဝင်စားပြီးတော့နေလိရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တည့်ရမြရှင်သန်ခြင်းကကိုချင်းသီလမရှိတဲ့စိတ်တည်ငြိမ်မှုမရှိတဲ့ဗျာမရာနေလိနေထားရှိတဲ့ပုဂ္ဂိုလ်ရဲ့အနှစ်တရာအသက်ရှင်ရတာလည်းတာလွန်ပြီးတော့မြင့်မြတ်တယ်လို့အဲ့ဒါလိုလည်းဟောလိုက်ရောအဲ့ဒီကိုသားဓမြတွေကဖြစ်လာတဲ့ယဟန်900အကုန်လုံးယဟန်တာဖြစ်ကြတယ်တဲ့နော်သူတို့ရဲ့အတွင်းမှာပွင့်လူစဲပေါ့ဘယ်လိုမှကြာပန်းလေးများလို့ဆိုရင်ပွင့်လူစဲလေးဖြစ်နေအောင်မရသေးလို့ပဲမပွင့်သေးတာလူတယောက်ကိုဝေဖန်ဖို့ဆိုတာကတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်နဲ့မှန်မှန်ကန်ကန်သိဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့တောင်ပြောမယ်ဆိုရင်ပြောလို့ရတယ်နော်တတ္တဝါတို့ရဲ့အကြိုက်နဲ့ဇိုက်ကိုတိတိကျကျသိဖို့မြင်ဖို့ဆိုတာကအဲ့ဒါမြတ်စွာဘုရားရဲ့အရာပဲခုကြည့်လေကိုသားဓမြတွေဖြစ်သွားကြတာပဲအဲ့ဒီမှာဦးဇင်းတို့ဒီကိုရင်တန်ကိစ္စကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ယဟန်တော်တွေကိုဒီဂါထာကိုဟောသလိုနောက်ထပ်သူ့ရဲ့တူအဓိမုဒ္ဒတာမဏိဆိုတာရှိသေးတယ်ဟာသူတို့အကြောင်းလေးတွေကနည်းနည်းထူးခြားတယ်ပေါ့လေအဲ့ဒီအဓိမုဒ္ဒတာမဏိကိုအကြောင်းပြုပြီးတော့လည်းပဲခိုးသား900လောက်ဟာယဟန်ပြုကြတာရှိတယ်အဲ့ဒီယဟန်တွေကိုလည်းပဲမြတ်စွာဘုရားဒီဂါထာကိုဆက်ဟောတာရှိတယ်အဲ့ဒီအကြောင်းအရာလေးကလည်းပဲနည်းနည်းပြောကြပါအဲ့ဒါကိုရင်တန်ကိစ္စကနောက်တော့ယဟန်ဖြစ်လာပြီးတော့ဆေဝါရပြီဆိုလို့ရှိရင်ကိုရင်မွေးလို့ရဝိနည်းရအဲ့ဒါကိုရင်လေးတစ်ပါးမွေးထားတယ်အဲ့ဒီကိုရင်လေးကသူ့တူပဲသူ့အမမွေးထားတာအဲ့ဒါအဓိမုဒ္ဒတဲ့အဲ့ဒီကိုရင်ကအဲ့လိုနဲ့အဲ့ဒီကိုရင်ကအသက်စေလို့ယဟန်ခံရတော့မယ်ဆိုတော့ဥယျာတော်ဖြစ်တဲ့တန်ကိစ္စမထေရကိုရင်တန်ကိစ္စကဘုန်းကြီးဖြစ်သွားတယ်နော်သူ့ရဲ့တူကိုသွားအမေဖေကြီးကိုသွားပြီးတော့ယဟန်ခံဖို့အတွက်အသက်သေးကြအောင်သွားပြီးတော့မေးကြည့်အသက်ဘယ်လောက်ရှိပြီလဲအသက်20ကြီးမှယဟန်ခံလို့ရတာဟုတ်ဒါပေမဲ့အမေရဲ့ဘိုက်ထဲမှာနေခဲ့တဲ့နော်9လနဲ့ပေါင်းပြီးတော့တွက်ပြီးတော့19နှစ်နဲ့3လဆိုယဟန်ခံလို့ရတယ်အဲ့တော့ကိုရင်ကအမေဖေရှိတဲ့ဇာတိရရာကိုပြန်တာအဲ့လိုပြန်တဲ့အခါကျတော့တောအုပ်တစ်ခုကိုဖြတ်ရတယ်ဖြတ်တော့အဲ့လိုပဲသူ့ဦးကြီးတော်လိုပဲကိုသားဓမြတွေနဲ့တွေ့တာတကူတွေရဲ့ဖန်ဆီးခြင်းကိုခံရအဲ့ဒီကိုရင်ကဒါပေမဲ့သူကလည်းပဲအလွန်အစွမ်းထက်မြက်တဲ့ပုဂ္ဂိုလ်လို့ပြောရမယ်အဲ့ဒီတကူတွေကိုတဲ့သူ့ကိုကြည်ညိုလာအောင်သူပြောနိုင်တယ်တဲ့ဘလို့ပြောသလဲဆိုတာတော့စာထဲမှာမှတ်တမ်းတင်ထားတာမရှိဘူးသူ့ကိုဖမ်းတဲ့လူတွေကသူ့ရဲ့တပည့်ဖြစ်သွားတာဟုတ်လားဘာလို့တပည့်ဖြစ်သွားတယ်လဲဆိုတာလေးကစဉ်းစားကြရရန်ကောင်းသူ့ကိုကြည်ညိုခြင်းရဲ့အကြောင်းတရားရှိတယ်အဲ့ဒီဥစ္စာကဦးဇင်းတို့စစချင်းကတော့သူကရဟန်းမပြုတ်သေးဘူးကိုရင်ကတရားဟောလိုက်တဲ့ခါတော့ကိုရင်ကိုလွှတ်လိုက်ကြတာဖမ်းထားတာကလေဒါပေမဲ့သူကဘာဂတိတောင်းပြီးတော့ကိုရင်ကိုလွှတ်လဲဆိုတော့ကိုရင်တပည့်တော်တို့ဒီထဲမှာရှိနေတာကိုအရှင်ဘုရားဘယ်သူမှမပြောဘူးဆိုတဲ့ဂတိကိုပေးပါသူတို့အတွက်လုံခြုံရေးပေါ့အဲ့ဒါနဲ့ကိုရင်ကလည်းဂတိပေးတယ်တခါကြီးတို့ဒီထဲမှာရှိတာကိုကျုပ်ဘယ်သူမှမပြောဘူးဂတိပေးခဲ့တယ်အဲ့ဒါနဲ့ခရီးဆက်ပြီးတော့လာတဲ့အခါကျတော့ကံဆိုးကျင်တော့ကံကောင်းကျင်လို့ပဲပြောရမလားမသိပါဘူးသူ့ရဲ့အမေဖေကလည်းပဲသူ့သားယဟန်ခံကနေအသက်ပြောဖို့ဆိုပြီးတော့အဲ့ဒီလမ်းကနေလာနေကြတယ်တော်ထဲမှာသွားဆုပ်တာခလန်းလမ်းမှာတကူတွေကရှိတယ်ဒီမှာအမေဖေကလာနေပြီပေးထားတဲ့ဂတိကလည်းတကူတွေဒီနားမှာရှိတယ်လို့ဘယ်သူမှမပြောပါဘူးဆိုတဲ့ဂတိပေးခဲ့တယ်ကဲပြဿနာကတက်ပြီအဲ့တော့ကိုရင်ကမပြောဘူးတဲ့ဂတိကိုပဲထိန်းနေတယ်ကိစ္စကိုဖတ်ပြီးတော့ညနေကကျုပ်ကတော်တော်စဉ်းစားနေဘယ်လိုလဲကို့အမေဖေကိုတကူကတတ်မဲ့ကိစ္စကိုဂတိတစ်လုံးနဲ့လဲသလားပေါ့ငါဆိုရင်လဲမလားဆိုတော့ငါကတော့မလဲနိုင်ဘူးနော်အဲ့လိုဆိုရင်ဂတိမဖြစ်ဘဲနဲ့ဘယ်လိုလုပ်မလဲနောက်ပြန်ခောက်သွားမယ်တခုတွေတော့သွားတော့ဘူးလေဂတိချက်စရာမလိုဘူးလေဟုတ်တယ်မို့လားဒီနားမှာတခုရှိတယ်လို့လည်းမပြောတော့ဘူးအမေဖေကိုလာဒီလည်းမသွားနဲ့ပြန်ရမယ်ကိုဘက်ကနေတဲ့သွားမယ်ဒါပေမဲ့အဲ့ဒီ
လမ်းကိုအဲ့ဒီဆုံးဖြတ်ချက်ကိုသူမရွေးဘူးသူဘာရွေးလဲဆိုတော့အဲ့ဒီတခိုးတွေနဲ့တဲ့တဲ့တိုးတဲ့လမ်းကိုပဲရွေးသွားတယ်ဟိုကြတော့တခိုးတွေကဒီကိုရင်ရဲ့အဖေမေကိုဖမ်းပြီးတော့ရိုက်ကြနှက်ကြတာအဲ့ဒီကြတော့မှအမေဖေကငိုကြတာဩငါတို့ကိုရင်အတိမုဒ္ဒကတခိုးတွေနဲ့တစိမ့်ထဲတဝမ်းနဲ့တဖွဲ့ထဲနဲ့တူတယ်အဖေအမေကိုနှိမ့်ဆက်မဲ့တခိုးတွေရှိတာကိုတို့ကိုမပြောဘဲနဲ့ခေါ်လာတယ်အဲ့လိုငိုတဲ့အခါကျတော့မှတခိုးတွေကကိုရင်ရဲ့အဖေအမေမှသိရတယ်အဲ့လိုသိတဲ့အခါကျတော့တခိုးတွေမှာဉာဏ်ရှိတယ်ဩဒီကိုရင်ကအလွန်ဂရိတည်တာပဲသစ္စာရှိတယ်ဟောသစ္စာရှိတယ်ဆိုတော့အဲ့ဒီဥစ္စာကအယံကိုသူတို့ရဲ့စိတ်ထဲမှာထိသွားတယ်ပေါ့အဲ့ဒီထိမှုကဘာဖြစ်သွားတော့အကုန်လုံးတခုဘဝကိုကျွတ်လွတ်သွားစေတယ်အကုန်လုံးကိုကြီးရဲ့ရှင်မှာဝတ်ပြီးတော့ရဟန်းပြုကြတယ်အဲ့တော့ဦးဇင်းကစဉ်းစားတယ်သူရွေးတဲ့လမ်းပူကောင်းတယ်ဟာစဉ်းစားနော်မြင်ပုံလေးဟုတ်လားကျုပ်တို့ကတော့ပုံမှန်ပဲမြင်မှာပေါ့ဘာလို့တခုတွေဒီကိုအမေဖေခေါ်သွားမှာတော့ပြန်ပြီးတော့လှည့်သွားလဲရတဲ့ကိစ္စဒါတော့ဦးဇင်းကသူတွေးကြည့်တာပေါ့နော်သို့တော်လည်းပဲကိုရင်ကဒီအမြင်တော့မမြင်မဲနေမှာပေါ့ဒီအမြင်ကတော့တာမန်အမြင်ပဲလေကိုလူလေလို့မထင်နဲ့နော်ဒီအမြင်တော့ကတော့လူတိုင်းမြင်တတ်မှာပဲဟုတ်လားဒါပေမဲ့ဓာတ်တက်ထူးတဲ့အမြင်ကိုမြင်နိုင်ဖို့မလိုဘူးလားအဲ့ဒါခေါ်သွားတယ်နော်အဲ့တော့ तू ဘာလို့မြင်မလဲဒီပြဿနာငါဒီလိုသစ္စာရှိတယ်ဆိုလို့ရှိရင်တခိုးတွေရဲ့စိတ်ဟာညှို့နှူးသွားနိုင်တယ်ဆိုတာကို तू မြင်ကောင်းမြင်လိမ့်မယ်လို့ဦးဇင်းတွေးကြည့်တယ်ပြီးတော့သူ့ရဲ့အစွမ်းတတ္တိတွေနဲ့ပတ်သက်ပြီးတော့ဘာမှအသေးစိတ်စားထဲမှာပြထားတာမရှိဘူးသူကဇံပင်ချင်းရသလားရှေ့ဖြစ်လာမဟာတွေကိုကြိုးပြီးတော့မြင်နိုင်တဲ့စိတ်ရှိသလားဒါလည်းဦးဇင်းတို့မသိရဘူးပေါ့နော်သိကြတာကတော့တခိုးတွေရှိတဲ့လမ်းကိုမိဘကိုခေါ်သွားတာကတော့သိကြတယ်အ ਨੇ ချင်းတော့မိဘတွေတော့အရိုက်ခံလိုက်ရတယ်ဒါပေမဲ့တခိုးတွေအကုန်လုံးဘာဖြစ်သွားတော့ယဟန်ဖြစ်သွားတယ်ဟောအဲ့ဒီကိုရင်ခေါ်လာတော့လည်းပဲအဲ့ဒီယဟန်တော်တွေကိုမြတ်စွာဘုရားကစောတော်တုန်းကဂါထာလေးကိုပဲဟောတာနော်တူကြီးနှစ်ယောက်စလုံးဇလန်းကဆင်ဆင်တူးနေတယ်ပေါ့နော်အဲ့ဒီခိုးသားတွေကဖြစ်လာတဲ့ယဟန်တော်တွေအကုန်လုံးလည်းပဲဘာဖြစ်ကြအောင်ဆိုတော့ယဟန်တော်တွေဖြစ်ကြတယ်တကယ်လို့သာငါအဖေမေကိုခိုးသားတွေနဲ့အတွေ့ခံလို့ဘယ်ဖြစ်မလဲဆိုတဲ့လမ်းကိုရွေးမယ်ဆိုရင်နောက်ဇလန်းကတမျိုးတမျိုးဖြစ်သွားနိုင်တယ်နော်ဒါပေမဲ့ပြောရဝေဖန်ရတာတွေကအရန်ခက်ပါတယ်ဟုတ်လားဦးဇင်းကလည်းတွေးမိတာတွေကနည်းနည်းပြောချင်တယ်ဆိုတော့တရားကဝေ့လေလည်းဖြစ်နေနော်အဲ့ဒါပြောချင်တာကဘာတော့နော်မြတ်စွာဘုရားလက်ထက်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတွေကိုနော်ပေါ်ပေါ်ပါပါတရားလေးတစ်ပုဒ်အနေနဲ့ဒါပြောပြတာဟုတ်လားအနှစ်သာရအနေနဲ့ဘာတွေးမလို့ကိုရင်တန်ကိစ္စကတော့အယံကိုပဲဇံဝင်စားပြီးတော့အစွမ်းတတိထက်တဲ့အတွက်ကြောင့်နော်တခိုးတွေရဲ့တပ်ဖြတ်ခြင်းကနေပြီးတော့သူ့ကဘာထိခိုက်မှုမှမရှိဘဲနဲ့လွတ်မြောက်ပြီးတော့အကုန်လုံးကျိုးရှိတယ်ကိုရင်ဒီမုဒ္ဒကတော့ဘာလဲသစ္စာတရားပေါ့နော်သစ္စာတရားကိုမသွေဖြီတဲ့အတွက်ကြောင့်အလွန်ကြီးမားတဲ့အကျိုးရလဒ်ထွက်အောင်လုပ်နိုင်ခဲ့တယ်ပေါ့အဲ့ဒီမှာဆက်ပြီးတော့ဒီကိုရင်တန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်ခုရှိတာလေးကဘာလဲထင်ရှားတာလေးတစ်ခုပေါ့အဲ့ဒါဦးဇင်းတို့ပေတဝုထုပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီတန်ကိစ္စမထေရမြတ်ကအသက်ကြီးလာတဲ့အခါကျတော့သူကဗာရာဏသီပြည်ဘက်ကိုသွားပြီးတော့သတင်းသုံးတာရှိတယ်တဲ့အဲ့လိုသတင်းသုံးတဲ့အခါမှာဥပဒကသူ့ရဲ့တပည့်ရင်းတကာတယောက်ပေါ့အဲ့ဒီတကာတယောက်ကသူတို့နေတဲ့ရွာတွေကခုခေတ်လူပြောရမယ်ဆိုရင်တော့ဘာသာကြားမိသားစုတစုနဲ့ရင်းနေတယ်မြတ်စွာဘုရားကိုမကိုးကွယ်တဲ့ပုံနာမိသားစုပေါ့သူတို့ရဲ့ရှေးခေတ်အယူအဆတိုင်းပဲလက်ခံပြီးတော့မြတ်စွာဘုရားရဲ့နော်သာသနာကိုတက်ဝင်မှုမရှိတဲ့ပုံနာမိသားစုပေါ့အဲ့ဒီမိသားစုကသားသမီး3ယောက်ရှိတယ်ဒီပါ2ပါးလည်းရှိတယ်မိသားစု9ယောက်ပေါ့အဲ့ဒါရှင်တန်အဲ့ဒီမထေရမြတ်တန်ကိစ္စရဲ့ဥပဒကတကာကအဲ့ဒီသားသမီး3ယောက်ထဲကအကြီးဆုံးတကာနဲ့အရန်ရင်းနေတယ်အရန်ခင်ပဲတယ်အဲ့ဒါသူကြောင်းလာပြီဆိုလို့ရှိရင်လည်းပဲမထေရမြတ်စီကိုခေါ်လာတော့တကယ်ချင်းဆိုတော့လိုက်လာရင်းနဲ့တရားလေးပါလေးနာရင်းနဲ့နည်းနည်းစိတ်ကနှူးညံ့နေပေါ့အဲ့ဒီလူကဘာသာကြားဖြစ်တော့တယ်ပဲနောက်တော့ဒီဥပဒကကမင်းလဲကွာယဟန်တစ်ပါးကိုနေ့တိုင်းဆွမ်းလောင်းတမ်းမှာတပါးစာလေးငါတို့အယူဆရမကိုက်ညီဘူးတဲ့ဒါကြောင့်ငါဆွမ်းမလောင်းနိုင်ခင်တာပဲသူမလိုက်လျောနိုင်အဲ့ကြတော့ဥပဒကဘာပြောတော့ဆိုတော့အဲ့လိုဆိုကွယ်မင်းတနေ့ကိုငါ့ကိုထမင်းတစ်နက်မှာငါ့ကိုမင်းကျွေးနိုင်ဘူးလားငါ့ကိုမင်းထမင်းတစ်နက်မကျွေးနိုင်ဘူးလားဟာမင်းစားမယ်ဆိုရင်တော့ကျွေးနိုင်တာပေါ့အေးအဲ့လိုဆိုရင်ငါကျွေးမဲ့ထမင်းကိုယဟန်တစ်ပါးကိုမင်းလှူပါဟောဒီလိုလားနော်မိတ်ဆွေအပေါင်းအသင်းကောင်းတို့ရဲ့သဘာဝပေါ့နော်ငါ့ကိုတော့မင်းမပေးနိုင်ဘူးဟာမင်းကိုတော့ပေးနိုင်တယ်အဲ့လိုဆိုရင်ငါပေးမဲ့ဥစ္စာကိုယဟန်တွေကိုပေးပါဒီလိုသွားတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီလူကယဟန်တစ်ပါးအမြဲတမ်းသူကဆုံးလောင်းဖြစ်တယ်ပေါ့နောက်ဒီလိုနဲ့ယဟန်တွေနဲ့ဆက်ဆက်မှုရှိသွားတဲ့အခါကျတော့ယဟန်တွေရဲ့အမှုအကျင့်ကိုလည်းသူတွေးရတယ်နိနိဆက်ဆက်ထိတွေ့ခွင့်ရတယ်အဲ့လိုနဲ့ပင်ကိုယ်ကလည်းပဲနူးညံ့သိမ်မွေးတဲ့သဘောရှိတဲ့အတွက်ကြောင့်အကုန်လုံးပြောင်းလဲပြီးတော့မောင်နှမ3ယောက်စလုံးကဘုရားသာသနာကိုတက်ဝင်ကြည်ညိုကြတဲ့ယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်
ဒါပေမဲ့မိဘနှစ်ပါးကတော့ဘလို့မှသက်ဝင်ယုံကြည်မှုမရသူတို့ကတော့ရင့်သွားပြီပေါ့နော်ဖြစ်ဖို့ရမ်းခက်သွားပြီဟုတ်လားသက်ဝင်ယုံကြည်မှုမရှိတဲ့အပြင်သားသမီးတွေကအဲ့လိုလှူတယ်တန်းတယ်ပြုတ်တယ်ဆိုရင်အရန်ကိုပဲသူတို့မှမကြည်မချမ်းဖြစ်ရတယ်ဒီရဟန်းတော်တွေဟာအနှောင့်အယှက်တွေပဲဘလို့မှသူတို့ရဲ့စိတ်ထဲမှာခံစားလို့မရဘူးပေါ့လေအဲ့ကြောင့်မလို့အမြဲတမ်းတစ်ဖြစ်တောက်ဒီရဟန်းတွေတွေ့ရင်ဆဲတယ်ဆိုတယ်မကြောက်မနာတာပြောတယ်စိတ်ထဲကလည်းအကြီးအကျယ်ပြစ်မှားတယ်ပေါ့မကြည်ချမ်းမှုပေါ့နော်အကုသိုလ်တွေကအဲ့လိုသွားတာအဲ့လိုနဲ့ဦးဇင်းတို့နေလာရင်းနဲ့အဲ့ဒီမိသားစုဒကမာကြီးရဲ့အကိုရဲ့သားရှိတယ်အဲ့ဒီသားကတန်ကိစ္စမထေမြတ်ရဲ့တရားကိုနာရလို့ကြည်ညိုလို့ဆိုတော့သူကကိုရင်ကြီးဝတ်နေကိုရင်ဝတ်နေတာရှိအယူဆတွေကအမျိုးတွေတော်နေတယ်အဲ့ဒါဒီကိုရင်ကအိမ်ကိုအမြဲတမ်းဆုံးခံကြွဆွမ်းစားသွားအဲ့ဒါသူ့ရဲ့အမေကဒီကိုရင်ကိုလူထွက်စေတယ်အဲ့ဒါဘာလို့လဲဆိုတော့စောတော်တုန်းကမိသားစု9ယောက်ရဲ့အိမ်ကအငယ်ဆုံးကညီမလေးအထက်2ယောက်ကယောက်ျားလေးအဲ့ဒီအငယ်မလေးနဲ့ပေးစားဖို့သူကအမြဲတမ်းစဉ်းစားဒါကြောင့်မလို့အိမ်လာတိုင်းအမေဖြစ်တဲ့လူကဒီတူမနဲ့သူ့သားကိုပေးရသိချင်တယ်အဲ့ကြောင့်မလို့တူမကိုအိမ်ခေါ်ကိုရင်ကိုအမြဲတမ်းနားချကြားတဲ့အခါကျတော့ကိုရင်ကလည်းစိတ်ဝင်စားတဲ့အခါကျတော့မထေမြတ်ကိုလျှောက်တယ်ရှင်ဗျာတဲ့တပည့်တော်သာသနာမှာမပြောတော့ဘူးလူထွက်တော့မယ်အဲ့တော့ဒီတန်ကိစ္စမထေကတကူရှိနေရှေ့ပြစ်ကိုမြင်နိုင်တယ်ပေါ့အဲ့ကြည့်တဲ့အခါမှာဒီကိုရင်မှာနော်တရားသူတရားမြတ်ရနိုင်တဲ့ဥပနိဒေယအလွန်အားကြီးတဲ့အကြောင်းတရားကိုသူမြင်တယ်မြင်တဲ့အတွက်ကြောင့်နောက်ထပ်သူမြင်တာတွေလည်းအများကြီးရှိသေးတယ်အဲ့ဒါတွေမြင်တဲ့အတွက်ကြောင့်မထေမြတ်ကဘာပြောလို့ဆိုကိုရင်လူထွက်တယ်ဆိုတာလွယ်ပါတယ်အချိန်မေးထွက်လို့ရတယ်ရဟန်းပြန်ဝတ်ဖို့ဆိုတာသိပြီးတော့မလွယ်ဘူးဒါကြောင့်မင်းထွက်တာထွက်ရပါတယ်မထွက်ရဘူးမဟုတ်ဘူးဒါပေမဲ့မင်းတလလောက်တော့နေသွားအောင်အရန်သိမ်မွေ့တဲ့စီယုံပုံပြောပုံလေးဟာသဘောကျတဲ့ဦးဇင်းကအဲ့ဒီနီလန်းလေးတွေပေါ့မထွက်ရဘူးလို့မပြောဘူးတလပဲဆိုတော့ကိုရင်ကတရားတလပြီးရင်ထွက်ရမယ်ဆိုတော့သူပြောဆက်ပြီးတော့နေမှာပေါ့မင်းဘယ်တော့မှမထွက်နဲ့ဆိုလို့ရှိရင် तू ကဝန်တို့ဝူကြီးဖြစ်နေပြီလေတတလုံးမထွက်ရတော့ဘူးဆိုတဲ့အတွေးကြီးကဖြီးကြီးနေရတယ်တကယ်တမ်းကတစ်ချိန်ပြီးတစ်ချိန်ပဲနေတာပဲလေဘဝဆိုတာတော်သူတလလိုပဲပြောတဘဝလိုပဲပြောတခဏချင်းနေရတာပဲလောလောဆယ်တော့ပါတော့မထွက်တော့ဘူးနောက်စိတ်ပြောင်းသွားလို့ရှိရင်အဆင်ပြေသွားမှာပဲလေအဲ့တော့တဘဝလုံးမထွက်နဲ့ဆိုတာတဲ့တလလောက်မထွက်နဲ့ဆိုတာလေးကပို့ပြီးတော့ဖြစ်နေထိရောက်နေတယ်အဲ့တော့ကိုရင်ကအောင့်အီးပြီးတော့နေတယ်တလပြီးပြီဆိုတော့အရှင်ဘုရားတပည့်တော်ထွက်တော့မယ်အဲ့တော့ကိုရင်ဟုတ်ပြီအဲ့လိုဆိုရင်ကိုရင်သာသနာပေါင်းဆိုတာရောက်ခဲပါလေလူဘဝရောက်ရင်မင်းအရင်ပူရလိမ့်မယ်လောင်းရလိမ့်မယ်ရှုပ်ထွေးလိမ့်မယ်ဒါကြောင့်အေးချမ်းတဲ့ဘဝလေးကိုမင်း15ရက်လောက်ထပ်ပြီးတော့နေကြည့်ပါဦး15ရက်တဲ့ယုံကြည်မှုကရှိသွားပြန်တယ်နော်15ပြည့်ရင်တော့တကယ်ငါထွက်ရမှာပဲမထေမြတ်ရဲ့ပုံမှာလည်းအရန်ကြည်ညိုမှုကလည်းရှိလို့ပါလူတယောက်ကိုတကယ်လေးစားပြီးတန်ဖိုးထားပြီးဆိုရင်အဲ့ဒီလူပြောတာကိုနားထောင်ကျင်တာပဲလေအဲ့ဒါနဲ့15ရက်နေပြန်ရော15ရက်နေပြီးတော့ရှင်ဘုရားတပည့်တော်ထွက်တော့မယ်ဘုရားဆိုတော့ကိုရင်နဲ့အဲ့လိုဆိုလို့ရှိရင်မင်းငါ့ကိုအာနာပါနာနဲ့နောက်ထပ်တစ်ပတ်လောက်နေပါဦးဟုတ်လားတဝချင်းလျှော့ကြတာနော်တစ်ပတ်လောက်နေပါအောင်ဆိုကိုရင်ကနေတယ်တစ်ပတ်ဆိုတော့တိတ်ကြတော့တာမှမဟုတ်သေးဘူးဆိုတော့နေတယ်အဲ့ဒီလိုနေတော့မှပဲအဲ့ဒီခုနတုန်းကသူသဘောကျနေတယ်သူနဲ့မောင်နှမဝမ်းခွဲမိသားစုမိဖေကအယူဆမှနေတဲ့သာသမီ3ယောက်ကအယူဆမှန်နေတယ်အဲ့ဒီမိသားစုကဒီမထေမြတ်နေတဲ့နေရာနဲ့သူတို့ရွာနဲ့ကဝေးတယ်ကိုရင်ကသာဒီကလေးမလေးကိုစိတ်ဝင်စားပြီးတော့လူထွက်မယ်လို့စဉ်းစားနေတာနောက်ဆုံး9ရက်နေနေတာငါဘယ်နေ့ပြန်မယ်လို့စဉ်းစားနေတာတကယ်ဟိုမှာကသူစိတ်ဝင်စားနေတဲ့အမျိုးသမီးလေးကအသက်မရှိတော့ဘာဖြစ်လို့လဲဆိုတော့မိသားစုတစ်စုလုံးလေကြီးမိုးကြီးကြားပြီးတော့အဲ့ဒီတိုက်အိမ်ကြီးပြိုပြီးတော့9ယောက်စလုံးပြီးပြီးတော့အကုန်သေသွားတယ်တဲ့ဒါတိသေသွားပြီဆိုတော့ तू မသိဘူးသူစိတ်ကူးထဲမှာတော့ဘာသတင်းမှလည်းမကြားပဲဘူးတခါတလေဦးစင်းကစဉ်းစားကြည့်ရဒါကိုပြောတော့ခုဘာအမှတ်ရတော့အခုမှအမှတ်ရတာပါဖုံးလေကိစ္စနော်ဖုံးရှိမယ်ဆိုရင်သိရမှာနော်သိရပြီဆိုရင်အလုံးရှုပ်ပြီဟုတ်လားဒါကြောင့်ဖုံးကတခါလေစဉ်းစားကြည့်တယ်တချို့အရေးကြီးတဲ့ကိစ္စတွေပြောရတာအကျန်းကောင်းတာပဲကျေးဇူးတင်စရာအကျန်းကောင်းတာပဲဒါပေမဲ့ဘေးတဲ့ဆွေးကြိုးဘာရှိမလဲအလွန်ကိုကြီးမားမားရှိရလို့ဦးစင်းထင်တယ်မဟုတ်လေပြောဟုတ်လေပြောအကုန်လုံးဒီနားနေတယ်လို့အချင်းချင်းဖြစ်နေအဲ့တော့ဖုံးရှိရင်ရံဖြစ်လို့အရန်ကောင်းနော်တရင်တွေလည်းအကုန်ရှောက်ဝေးမဟုတ်တယ်လေတချို့ဟာမသိလိုက်ရင်သူပြီးသွားမယ်ကိစ္စလေအခုကမပြီးတော့ဘယ်တော့မှမပြီးတော့
အောင်စမင်းကဘလို့ပြောနေတာစပြောလှမ်းပြောနေတယ်အဲ့တော့ဟိုကလည်းနေငါအဲ့လိုပြောလာငါအပြုံနဲ့ဘသူကပြောတယ်ဟာဘလို့ဖြစ်တယ်အဲ့ဖုန်းထဲတွေမှာဖြစ်တယ်တော့နော်ဖုန်းကုမ္ပဏီတွေကိုလောက်ကင်ချွေးမွေးနေကြတာဘာမှအရေးမပါပဲဖုန်းရှိလို့ဖြစ်နေတဲ့ပြဿနာတွေကတကယ်နည်းနည်းတော့မဟုတ်ဘူးလို့ဦးရှင်းတယ်အဲ့ဒါပိသက်တို့ဉာဏ်ရှိလောက်စဉ်းစားကြည့်အရင်လည်းကျေးဇူးတင်ကြဟောပါတယ်သေရှင်ကိစ္စတစ်ချက်နှိမ့်လိုက်တာနဲ့အကုန်သိသွားတယ်ဒါပေမဲ့လူတွေကအဲ့လိုနေရာမျိုးမှာရေးသုံးတာလားဘယ်ဟုတ်မှာဘူးအပြင်းပြေပြောနေတာတွေအများပိုးတော်များဦးမထင်နဲ့အဲ့တော့မြတ်စွာဘုရားဟောထားတဲ့အပေါင်းဖော်နဲ့မပြောရဘူးတရားသိကျင်တယ်ဆိုရင်အပေါင်းဖော်နဲ့မပြောရဘူးလို့ဘုရားဟောတာရှိတယ်ခုလူကသာတယောက်တည်းလေဒီဖုန်းထဲမှာအနန္တရှိတယ်ဟုတ်လားအနန္တလို့ပဲပြောလိုက်ခြင်းတယ်ဟုတ်တယ်မဟုတ်လားနော်တကယ်ချင်းတွေအကုန်လုံးလည်းဒီထဲမှာရှိတယ်ကြိုက်တဲ့ချင်းလမ်းပြောလို့ရတယ်လောကီလိုအထီးကျမဆန္ဒဖို့ဆိုတဲ့ရှုတော့မှကြည့်မယ်ဆိုရင်တော့တစ်မျိုးပေါ့လေတရားရရင်လည်းစိနဲ့ကြည့်မယ်ဆိုရင်တော့ဒါနဲတဲ့အနှောက်အယှက်ပုဂ္ဂိုလ်လို့ပြောရင်ပေါင်းဖော်တွေဘယ်လောက်ရှိရင်အနန္တအနန္တအင်တာနက်ထဲကကြိုက်တဲ့အကြောင်းအရာခောက်ပြီးတော့ကြည့်လိုက်ဦးမလားပြီးနိုင်မှုရွာတကာကြီးတကာကြီးဘိုးရွှင်ဆိုတာရှိတယ်ဘုန်းကြီးဥဒေဝင်းရဲ့အဖိုးဟုတ်လားကျတို့ရွာဘက်မှာရေမြောင်းကြီးဖောက်တဲ့အခါကျတော့သူတို့ငယ်တုန်းကတော့မိုးရွာမှာစိုက်ရပြောရတာဟုတ်ရေမြောင်းကြီးဖောက်လိုက်တဲ့အခါကျတော့လွယ်လွယ်ကူကူလဲရလှုပ်လို့ရတော့တပည့်တော်လူပြည့်စောလိုက်တာဗျာသူကသိလိုက်အဲ့တော့သူအသက်က80ကျော်နေပြီလေဘာဖြစ်လဲလူပြည့်စောလိုက်တာအခုအသက်ကြီးတဲ့လူတွေကလည်းကလေးတွေကန္နာကြည့်တော့တို့လူပြည့်စောလိုက်တာလို့မြန်ထင်နေလားတော့မသိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုသုံးကျင်နေကြတာလေကြောင်တချို့လူကြီးတွေသုံးနေတာမရှိဘူးလားအသက်ကြီးကောင်းကြီးမှကျန်တာလည်းသိမ့်မသုံးတဲ့ဘက်နဲ့ခိမဲ့ကစားနေတဲ့လူတွေလည်းအများကြီးရှိတာအရန်ကိုပဲအဩဇာကောင်းပါတယ်နော်အာယုန်ရဲ့ကြေးကျွန်ဖြစ်နေတာပေါ့နော်အဲ့တော့ကိုကတကယ်လို့ထူးခဲ့တဲ့တရားကိုသိနေတယ်ဆိုရင်ဘလို့မှသိဖို့အဲ့ဒီဥစ္စာကမလွယ်တော့ဘူး။ဘာလို့ဆိုအဲ့ဒါတွေအတွက်ကိုပေးလိုက်ရတဲ့အရင်ကြီးကနည်းနည်းနှုံနှုံမှမဟုတ်ဘဲနဲ့။ဘာပေးလိုက်ရတယ်လို့ထင်တော့အချင်းဆိုတဲ့စကားတွေပိုးပြီးတော့လေးတဲ့စကားကိုပြောရင်ဘဝကိုပေးလိုက်ရတာ။ရှင်သန်မှုကိုပေးလိုက်ရတာ။လူတွေကသေမာအရန်ကြောက်တာပဲ။သေမာကြောက်တယ်ဆိုတာဘာလို့နေခြင်းလို့ပေါ့။အခုအဲ့ဒီနေရတဲ့ကိစ္စကြီးကိုလက်ကားပေးရတာပဲလေ။အဲ့ဒါကျတော့နှစ်မျိုးကဘာမှမသိဘူး။တေဂာတိပြမှာအရန်ကိုပဲဆွဲဆန့်ခြင်းနေတယ်။ဟုတ်တယ်မဟုတ်လား။နေရာတုန်းလေးတော့တန်ဖိုးထားမှလည်းမသိဘူးနှစ်မျိုးကမှလည်းမသိဘူးဘယ်ချင်းဘလို့ပဲကုံသွားရဲရဲရောရောကြီးကိုပဲမလုပ်နဲ့တော့ပေးနေတာပဲပေးရတော့မင်းတက်ကြံမရှိတော့ဘူးဆိုတော့မှဟာအကြီးကြီးထိတ်လန့်တုန်လုပ်ပြီးတော့အဖြစ်ပြီးတော့ဆင်းရဲကြဘရောက်တော့တရားမိသားစုတည်သွားတာ तू မသိဘူးဟုတ်လားမသိတဲ့အခါကျတော့စိတ်ကူးရင်လို့ကောင်းနေတာပေါ့ဟုတ်လားမိသားစုကမရှိတော့ तू စိတ်ဝင်စားတဲ့လူကမရှိတော့ဘယ်ရောက်သွားတော့ဆိုတော့မောင်နှမ3ယောက်ကဘုံစိုးနဲ့တည်းဖြစ်နေတာတဲ့ဒါပေမဲ့အမေနဲ့အဖေနဲ့ကတော့အသက်ကြီးကောင်းကြီးမှအာသမီတွေနော်ဘာသာပြောင်းသွားတဲ့အနေအထားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအလွန်မှသူတို့မှာမကောင်းတဲ့စိတ်တွေဖြစ်ရတဲ့အတွက်ကြောင့်အဲ့ဒီစိတ်တွေရဲ့နှွမ်းမိုးမှုနဲ့ပဲပေရတာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်တုံးဆိုတော့ဣဒ္ဓာတွေဖြစ်နေတယ်အဲ့ဒီ9ယောက်ကသာသမီရဲ့ပုံမှာတန်ရောစင်ကလည်းမပြတ်ဘူးတပြိုင်တည်းသေရတာဆိုတော့ခုခေတ်ပြောမှဆိုတော့အစိမ့်သေးပေါ့နော်တပြိုင်တည်းဖြတ်ကနေတခါလေးသေသွားတာဆိုတော့ဒီအတွေးဒီအမြင်ကပဲဒီဘဝကိုဖန်တီးမှာဟုတ်အဲ့တော့သာသမီတွေရဲ့ပုံမှာဆွဲနေတဲ့စိတ်ကလည်းပဲဘဝမှာအကြီးဆုံးဖြစ်မလို့ထင်နော်မိဘတွေရဲ့အနေအထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဟိုတရားကိုစိတ်ဝင်စားတဲ့သဘောနည်းမယ်ဆိုရင်တော့ဒါပဲစိတ်ဝင်စားတယ်ရှိတာဟုတ်ငါတော့တရားတော့ငါသူတို့လေးတွေအတွက်ဟောဒါပဲလေစိတ်ကအဲ့ဒီထဲမှာပဲရှိနေတာဒါကြောင့်မလို့အဲ့ဒီခိတ္တာ2ယောက်ကဒီသာသမီတွေသွားတဲ့နောက်ကိုအမြဲလိုက်နေတယ်တဲ့အံ့ဩစရာကြီးပဲပဂရိမျက်စိနဲ့တော့မြင်ရတာမရှိဘူးအဲ့ဒါနဲ့9ရက်ပြည့်ပြီဆိုတော့ကိုရင်ကဝမ်းမြောက်ဝမ်းသာတက်ကြွနေတာရှင်ပြပြီးတော့လူထွက်တော့မယ်အေးဟုတ်ပြီထွက်တာပေါ့ကွာအေးဒါပေမဲ့မနေ့ပြန်ကြမှာထွက်ဒီနေ့ညမင်းကငါပြရရှိတယ်အဲ့ဒါနဲ့ညရောက်ပြီဆိုတော့အဲ့ဒီကျောင်းရဲ့အနောက်ဘက်လမ်းကိုခေါ်သွားတယ်တဲ့အဲ့ဒါလာဇန်း14ရက်မနေ့ပြန်တော့လာကြည့်တော့မယ်ဆိုအဲ့ဒီအချိန်မှာအဲ့ဒီရှိကဘုံမစိုးနဲ့3ယောက်ကအကြီးဆုံးသားကဆင်စည်းပြီးတော့လာတယ်တဲ့ဆင်ရင်ရတယ်အလတ်သားကမြင်းစည်းပြီးတော့လာတယ်မြင်းရင်ရညီမလေးကတော့ယထာစည်းပြီးတော့လာတယ်ထမ်းဆင်အောက်ကထမ်းလာတာနောက်ကအဖေမေဖြစ်တဲ့ကြိတ်တာကတယောက်ကိုတယောက်တန်တင်းပုံးနဲ့ထုတယ်တဲ့ထုပြီးတော့အဲ့ဒါဘူကြီးတွေထားလာပြီဆိုရင်အဲ့ဒီဟာကိုတခါတည်းတယောက်နဲ့တယောက်ခိုက်ဖက်ပြီးတော့အဲ့ဒီသွေးတွေကြည်ကိုစားရတယ်အရန်လဲစားနေတယ်
စိတ်ကလည်းပဲတယောက်ကိုတယောက်အရန်ကိုပဲမုန်းတီးတယ်အဲ့ဒီသွေးကိုတောက်ပြီးတော့အားရတယ်ဝရတယ်လို့လည်းမရှိဘူးတဲ့ဒီတိုင်းပဲသွားနေသွေးတွေကိုတောက်တာဖြစ်နိုင်မှမလားလို့မစင်သားနဲ့နော်ဘဝဆိုတာကအရန်ဆန်းတယ်ဣဒ္ဓါဆိုတာကိုမပြောနဲ့မနစ်ကလည်းမသိအောင်သတင်းတစ်ခုကြားလိုက်တာလင်မယား2ယောက်တက်လေကားထဲမှာပိတ်မိတာလေနိုင်ငံခြားမှာဘယ်လောက်ကြာသွားတော့ဆိုတော့နာရီ80ကျော်လားမသိဘူးကြာသွားတယ်ကဲမဲ့လူလည်းမရှိဘူးအဲယောက်ျားဖြစ်တဲ့လူကမိန်းမကိုတတ်ပြီးတော့စားတယ်နော်အဲ့ဒီထဲမှာစားတာနော်သေမှာကြောက်တဲ့အခါကျတော့စားတာပဲအံ့ဩစရာကြီးအခုဘာလို့တာသွေးတွေကိုစားတယ်တောက်တယ်အဲ့ဒါကိုကိုရင်ကတော့တကိုးမရှိတဲ့အတွက်ကြောင့်မမြင်ရဘူးအဲ့ဒါကိုမထေမြတ်ကကိုရင်ကိုမြင်အောင်ပြတယ်တဲ့အဲ့ဒီ9ယောက်ကိုရင်မေးကြည့်စမ်းသူတို့ဘယ်ရလာတော့ဘယ်ရဖြစ်တော့ဘာတွေတုံးလို့မေးစမ်းလို့ခိုင်းအဲ့ဒါနဲ့ကိုရင်ကမေးတယ်မေးတော့စင်စည်းလာတဲ့ဘုံမစွန်းကနောက်ကလူကိုမေးလို့ပြောတယ်တဲ့အဲ့ဒါနဲ့မြင်းစည်းလာတဲ့လူကိုမေးတော့နောက်ကလူကိုမေးလို့ပြောတယ်တဲ့အဲ့ဒါနဲ့နတ်သမီးလေးဖြစ်တဲ့နော်ယထာစည်းလာတဲ့လူကိုမေးဟဲ့ထန်းစင်စည်းလာတဲ့လူကိုမေးတော့နောက်က2ယောက်ကိုမေးလို့ပြောတယ်နောက်က2ယောက်ကတော့မဲပဲနော်ထုနှက်ပြီးတော့လာကြတာအဲ့ဒါနဲ့မေးတဲ့အခါကျတော့အဲ့ဒီပြိတ္တာ2ယောက်ကပြောတယ်တဲ့ကိုရင်ရှိရသွားတာလေသူတို့ရဲ့သားသမီး3ယောက်ဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့သာသနာမှာကြည်ညိုတဲ့စိတ်နဲ့နော်အတိညာကိုရအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ရုတ်တရက်တရားတော်လည်းပဲသူတို့အဲ့ဒီဘဝကိုရောက်ကြတာငါတို့ကသူ့ရဲ့အဖေမေဖြစ်တယ်တကယ်ပြောရလို့ရှိရင်ငါတို့ဟာတင့်ရဲ့ဦးကြီးနဲ့ဦးလေးပဲပေါ့အဲဒီကြတော့မှကိုရင်ကအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားတယ်သူတင်မတော့မသိဘူးလေဒီမှာဖြစ်နေပြီအံ့ဩစရာကြီးဟုတ်လားအဲ့ဒီကြတော့မှသူတို့ဘာကြောင့်အဲ့လိုမျိုးစတူဝါခံစားရတယ်လဲဆိုတာကိုလည်းသူတို့အကုန်ပြောတာပဲသူတို့ရဲ့စိတ်နေသဘာဝကသူတို့ရဲ့ဘဝကိုဖန်တီးလိုက်တယ်ဆိုတဲ့အကြောင်းပေါ့အနှစ်သာရကတော့နော်စိတ်ဓာတ်ကပဲဖန်တီးတာပေါ့နော်အဲ့ဒါနဲ့ကိုရင်ကမထေမြတ်ရဲ့ခြေရင်းကိုဝှက်ပြီးတော့ရှင်ပြားတပည့်တော်ပြုံမထွက်တော့ဘူးတဆင်ချင်းသွားတာနော်တလားလောက်နေပါ15ရက်နေပါ9ရက်နေပါဒီအကျိုးကိုမြင်လို့ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကိုရင်ကနောက်တော့ယဟန်ဖြစ်ပြီးတော့ယဟန်နာဖြစ်သွားတယ်အဲ့ဒါလည်းပဲတန်ကိစ္စမထေမြတ်နဲ့နော်ဆက်ပြီးတော့နေတဲ့အဓိကဆက်ပြီးတော့နေတဲ့အကြောင်းအရာတစ်ခုပေါ့ဒါဒီကနေ့ပြောတဲ့အကြောင်းအရာတွေတဲကမြတ်စွာဘုရားရဲ့လက်ထက်တော်အခါကဖြစ်ပျက်ခဲ့တဲ့နော်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးကိုဒါဥစဉ်ရွေးပြီးတော့ပြောတယ်တန်ကိစ္စသာမဏေဝတ္ထုပေါ့သူ့ရဲ့သူအဓိမုဒ္ဒသာမဏေရှိတယ်အခုသူ့ရဲ့တပည့်အမျိုးမြည်အဖြစ်မထင်ရှားတဲ့ကိုရင်ရှိတယ်ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့တွေဒီတန်ကိစ္စမထေမြတ်ကိုအကြောင်းပြုပြီးတော့ကြံခဲ့တဲ့အမွေနဲ့ကပါလဲစောစောကဂါထာပဲဖြစ်မယ်ပေါ့နော်ကိုချင်းသီလမရှိဘဲနဲ့တည်ငြိမ်တဲ့စိတ်မရှိဘဲနဲ့စေရောနှုတ်ရောလက်ရောဗျံပရာရှင်းတန်းနေမယ်ဆိုရင်တော့ဘလောက်သက်ရှိသူ့ရဲ့နေခြင်းဟာဗာတံဖို့မှမရှိဘူးကိုယ်နဲ့နှုတ်ကိုအပြည့်ကင်းအောင်စောင့်စည်းထိန်းသိမ်းပြီးတော့ကိုယ့်ရဲ့စိတ်ကိုအာရမဏုပဇံလို့ဆိုတဲ့တမာတိတရားနဲ့လက္ခဏုပဇံလို့ဆိုတဲ့ပညာတရားနဲ့ပြောရရင်သီလသမารိပညာပါပဲဟုတ်တယ်မဟုတ်လားအဲ့ဒီသီလသမารိပညာနဲ့နေနိုင်မယ်ဆိုရင်တော့အခိုက်အတန့်လေးပဲဖြစ်နော်ဧကဟံဆိုတဲ့စကားလုံးလေးကိုနိတ္တရထဲမှာတရက်မျှလို့နိတ္တရပေးထားလို့ရှိလို့ဟိုဘက်ကတခဏမျှလို့အဲ့လိုဘာသာပြန်ထားတာလည်းရှိခဏလေးပဲနေရတန်ဖို့ရှိတယ်ပေါ့နော်အပြစ်ကင်းနေလိုက်တဲ့သဘောကိုစိတ်ထဲမှာလည်းအပြစ်ကင်းနေနော်အပြောနဲ့အလုံးမှာလည်းအပြစ်ကင်းနေအဲ့ဒါဆိုရင်ခဏလေးပဲနေရအပြစ်ကင်းတာကိုကစားမဖြစ်နေတော့ကောင်းနေဟုတ်လားဒါကြောင့်ဘဝမှာဘယ်လောက်နေရလဲဆိုတာတည်းဘယ်လိုနေတယ်လဲဆိုတာလေးကပို့ပြီးတော့စဉ်းစားရမရှိဘူးလားရှိရနော်ဒါကယောဂီတို့အနေနဲ့လက်တွေ့စဉ်းစားမယ်ဆိုရင်လည်းစဉ်းစားလို့ရတယ်နော်အလုံးကတော့9ရက်တူညီစွာဒီမှာနေကြတာပဲပြန်လာပြီဆိုလို့ရှိရင်တို့အမေတို့အမတို့ညီမရိတ်တာသွားပြီးတော့9ရက်တရားအထုတ်ခဲ့တာ9ရက်နေခဲ့တာတော့ဘယ်ရက်တော့9ရက်ပဲနော်ဘယ်လောက်နေခဲ့တယ်လဲလို့မင်း9ရက်နေခဲ့တယ်9ရက်နေခဲ့တာကအရေးကြီးလားဘလို့နေခဲ့တယ်လဲဆိုတဲ့မိကုန်းရဲ့အဖြေကပို့ပြီးတော့အရေးကြီးမလားဘလို့နေခဲ့တယ်လဲဆိုတဲ့အဖြေကပို့အရေးကြီးရနော်ရိတ်တာသွားပြီးတော့အကုသိုလ်ဖြစ်ပြန်တဲ့လူတွေအများကြီးရှိရဲ့ဟုတ်တယ်မဟုတ်လားဒါကိုနှလုံးသွင်းမှန်ကန်မှလာတယ်ကုသိုလ်ကောင်းမှုဆိုတာဖြစ်နိုင်တာအခြေအနေအရက်ကနှလုံးသွင်းမမှန်ဘူးဆိုရင်အကုသိုလ်ဖြစ်เสียကြီးပဲအခြေအနေအရက်ကနှလုံးသွင်းမှန်မယ်ဆိုရင်တော့ကုသိုလ်ဖြစ်เสียကြီးပဲဟုတ်လားဒါပေမဲ့လို့အများစုကတော့နော်ဒီလိုတရားစခန်းတွေလာရတယ်ဆိုတာအရန်ကိုပဲကောင်းတာများပါတယ်ဟုတ်လား
အဲ့တော့ဒါလေးကိုဦးဇင်းကလက်တွေ့ဘဝလေးနဲ့ရှင်းပြီးတော့တွေးစီခြင်းလို့ဒီစကားလေးကိုပြောလိုက်တာပါနော်ဘယ်နည်းရက်နေတယ်ဆိုတာတည်းဘယ်လိုနေလဲဆိုတာလေးကပို့ပြီးတော့အရေးကြီးတယ်ဟုတ်လားစိတ်ဓာတ်လာပြီးတော့ပြင့်မှုပြညာနဲ့နော်စိတ်ပြက်လက်ပြက်နေမယ်ဆိုလို့ရှိရင်တော့ဘာမှသိပြီးတော့အကျိုးရှိမှာမဟုတ်ဘူးပေါ့နော်ငယ်ငယ်တုန်းကဦးဇင်းတို့ရိတ်တာတကူကိုသွားဘူးတယ်3 ရက်လောက်လည်းနေရောငိုခြင်းစိတ်ကိုပေါက်ပြီးတော့နေတာပဲပြင်းလိုက်တာဘယ်နာကထွက်ပြေးရမလဲလို့စဉ်းစားနေဆင်းရဲတယ်ပေါ့နော်ဘလို့လည်းဘလို့ကောင်းအောင်လည်းပဲဘလို့စဉ်းစားမလဲဆိုတာကိုလည်းကိုယ်လည်းသိပြီးတော့မသိဘူးပြောမဲ့ဆိုမဲ့လူကလည်းမရှိဘူးပေါ့နော်လမ်းကြောင်းလေးတက်အောင်ကိုယ့်ရဲ့စိတ်ကိုအတွေးလေးတက်အောင်အတွေးတက်သွားရင်လည်းအကုန်ဆင်းပြေးသွားတာလေဒါဒီအတွေးကတစ်ခါတလေကြတော့ကိုယ့်ကိုတက်အောင်မလုပ်တတ်ဘူးဟုတ်လားအတွေးတက်အောင်ဘလို့လုပ်ရမလဲဆိုတာကိုနီလန်းကိုပြောပေးတဲ့လူနဲ့တွေ့ရင်ရမ်းကံကောင်းတာပဲဟုတ်တယ်မဟုတ်လားအေးဒါကြောင့်တရားနာရတယ်ဆိုတာအဲ့ဒီအကျိုးကျေးဇူးလည်းရှိတယ်လို့ပြောရမှာနော်ကဲဒီနေ့တရားကနည်းနည်းတောင်ကိုးရှိသွားပြီဟုတ်လားတဏှာကြီးနည်းနည်းကျော်သွားပြီနော်တန်ကိစ္စကာမဏိဝိတ္ထုနာယူခဲ့ကြရတယ်ကုသိုလ်စိတ်တွေဖြစ်ကြရတယ်ဟုတ်လားဒါကြောင့်အပ္ပမဒဆိုတဲ့သတိတရားလက်ကင်ထားပြီးတော့နော်တရားဘာဝနာလုပ်ကိုကြိုးစားအထောက်ပြီးတော့စစ်မှန်တဲ့ချမ်းသာကိုရရှိနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဒီကနေ့ပိဋကပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ရရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပူညာမျက်နှိပ်ပါကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း